အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ထားအောင်နေပါလက်ရှိမှာတော့ဒီ New York City ရဲ့ဒီ Columbia University မှာလက်ရှိ Junior အနေနဲ့ကျောင်းတက်နေရဖြစ်ပါတယ်ကျွန်တော်ရဲ့ major ကအခုလက်ရှိမှာတော့ Information Science ပေါ့နော် concentration က Human Computer Interaction ကိုလေ့လာဖို့လုပ်ထားရပေါ့နော်ဒါပေမဲ့ဂျာထဲမှာ changes ရှိနေနိုင်တယ်ပေါ့ပြီးသွားရင်အရင်ဆုံးဒီဘယ်ကနေဘယ်လိုမျိုးဒီ Columbia ရောက်သွားလဲပေါ့နော်အရင်ဆုံးကတော့ကျွန်တော်ဒီဘက် US ဘက်ကိုကျွန်တော်ထွက်လာတယ်2023လောက်မှာစပြီးထွက်လာတယ်ပေါ့နော်ဒါပေမဲ့လာမယ့်အချိန်တော့ကတော့ okay University ရှောက်မှာ Community College ရှောက်မှာလားစဉ်းစားသေးတယ်ဒါပေမဲ့အချိန်တော့စဉ်းစားတာကကြတော့ okay University ရှောက်ရင်လည်းအချိန်ပိုကြာမှာရယ်ပြီးတော့သူတို့ requirement တွေများရယ်ပေါ့နော် high school ကနေ University ရှောက်တယ်ဆိုရင်သူတို့ requirement တွေအဲ့လိုမျိုး SAT တချို့ SAT ပါလိုတယ်အဲ့လိုမျိုးတွေရှိတယ်ဆိုတော့အချိန်မကြာချင်တာနဲ့တခါတည်းနဲ့ okay Community College ကိုပဲအရင်ဆုံး join လိုက်တယ်ပေါ့နော်အဲ့မှာတခုရှိတာက Community College က US မှာအများကြီးရှိတယ် okay ဘယ် state ရဲ့ Community College ကို join မှာလဲနောက်တစ်ခုဖြစ်လာတဲ့အခါကျတော့စဉ်းစားထားတာကကျတော့ okay California ဘက်ကိုသွားမယ်လို့စဉ်းစားထားဘာလို့ California ကျောင်းတွေက okay ကျောင်းလျှောက်ရတယ်မြန်တယ်သွားရတယ် transfer လုပ်ရတယ်လွယ်ဆိုတော့အဲ့ဘက်ကိုသွားဖို့စဉ်းစားထားတယ်ဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဘက်ကိုလှမ်းမိကြည့် okay California လာမယ်ဆိုရင်ကုန်ကျစရိတ်ကထပ်ပြီးရှိတာကကားဝယ်ရမယ်ပေါ့နော်ကားမရှိဘူးဆိုရင်တခြားတော့နေရာတော့မရောက်နိုင်ဘူးဆိုတော့ okay ဆိုရင်လည်း California မသွားတော့ဘူး California မသွားရင်ဘယ်သွားမှာလဲဆိုတော့ okay နောက်ဆုံးတော့ New York ပဲလာတော့မယ်ပေါ့နော်လာမယ်စဉ်းစားတော့ကျတော့ okay ဒီ US ကိုလာတယ်လုံးမဲ့ major ဒီ okay design ပဲလုပ်မယ် graphic design ပဲလုပ်မယ်ဘာလို့ဆိုတော့ဒီဘက်ကိုထွက်မလာခင်တော့မြန်မာနိုင်ငံမှာဒီ junior graphic designer အနေနဲ့လည်း agency မှာလုပ်ခဲ့တဲ့ experience ရှိတယ်ပြီးမှဒီဘက်ကိုထွက်မလာခင်2လလောက်လို့မှလည်းနောက်ထပ်အလုပ် offer တစ်ခုရခဲ့ပေါ့နော် mid level အနေနဲ့ရတယ်ဒါပေမဲ့ဒီဘက်ကိုလာမယ်ဆိုအဲ့ offer တစ်ခုလုံး reject လုပ်ပြီးတော့ဒီဘက်ကိုထွက်လာလိုက်တာအဲ့တော့ဒီကိုစရောက်နေတော့ okay graphic design ပဲလုပ်မယ် graphic design လုပ်မယ်ဒါမှမဟုတ်ရင်လည်း maybe UI UX လုပ်မယ်ပေါ့နော်ကျောင်းစဉ်းစားထားတဲ့ဟာလည်းဒီဘက်မှာနာမည်ကြီးရဲ့ US မှာနာမည်ကြီး UI UX နာမည်ကြီးရဲ့ကျောင်းလိုက်ရှာရတော့အဲ့မှာSavannah College of Arts and Design ရှိရပေါ့နော် sketch ရှိရ sketch ကအဆင်ပြေရပေါ့နော်ဘာလို့ဆိုတော့သူတို့ရဲ့ program ကကြတော့ဒီ junior ကြီးอ่ะဒီတက်year လောက်မှာဒီ company ကြီးတွေနဲ့သူတို့ join လုပ်ပြီးတော့ project တွေလုပ်ရတာမျိုးရှိရပေါ့ထားတော့တက်year လောက်မှာဆိုသူတို့ sketch pro လားမသိလို့မျိုးခေါ်တာအဲ့ဒီ program မှာဆိုရင်ဒီ Google တို့ Samsung တို့အဲ့လိုမျိုး big company တွေနဲ့ project လုပ်လို့ရတယ်ဆို okay ဒါကိုယ့်ရဲ့ portfolio အတွက်ကောင်းတဲ့ဟာတစ်ခုပေါ့နော်အဲ့ကြောင့်မစိုးဘူးဆိုပြီးတော့အဲ့ plan နဲ့ဒီ US ကိုရောက်လာတဲ့အချိန်မှာကတော့ okay BMCC မှာအရင်ဆုံးNew York မှာဆိုရင် Community College ကကြတော့ဒီ CUNY system အောက်မှာရှိတဲ့ BMCC Board of Management Community College ကိုပဲရွေးလိုက်တဲ့အကြောင်းရင်းကလည်းတကယ်တော့Community College ကအများကြီးရှိရ US မှာဒီ New York City မှာ5-6ခုလောက်ရှိရပေါ့နော်ဒါပေမဲ့အဲ့ထဲမှာဘာလို့ BMCC ရွေးရလဲဆိုတော့သူ့ရဲ့ location ကဒီ Manhattan ထဲမှာရှိရပေါ့နော် Manhattan ကဒီ New York City ရဲ့တကယ်ချက်ချာကျတဲ့နေရာလို့ပြောလို့ရတယ်ပြီးတော့အဲ့ကျောင်းရှိတဲ့နားလေးက New York Stock Exchange လည်းရှိတယ်ပြီးတော့ Financial District နားဖြစ်တဲ့ခါကျတော့ okay အနည်းဆုံးနေမယ်ဆိုရင်တော့တခြားနေရာမှာနေမယ်ပေါ့နော် New York ရဲ့ Queens မှာပဲနေမယ်ဒါပေမဲ့ကျောင်းကိုတော့ Queens မှာမတက်ချင်ဘူးနည်းနည်းဒီ New York vibe ပိုရတဲ့နေရာမှာတက်ချင်တယ်ပေါ့နော်အဲ့ဒါနဲ့ Manhattan မှာရှိတဲ့ BMCC ကိုရွေးပြသွားတယ်ပေါ့အဲ့ဒါနဲ့ရွေးပြသွားပြီးတော့အဲ့မှာ Community College တက်တယ်နှစ်တက်ပြီးရဲ့အချိန်မှာကျောင်းပြောင်းမဲ့အချိန်ကိုရောက်လာတယ်ပေါ့နော်ဖြစ်ချင်တော့အဲ့မှာတက်နေတဲ့အချိန်မှာတနေ့လောက်နေတဲ့ခါကျတော့အဲ့မှာတငယ်ချင်းတယောက်ရှိပေါ့နော်မြန်မာတငယ်ချင်းတယောက်ရှိသူနဲ့အဲ့မှာပွဲတစ်ခုမှဆုံရင်းနဲ့သူတို့အဲ့မှာပွဲတစ်ခုမှဆုံရင်းနဲ့အဲ့လိုမျိုးဒီထဲမှာ transfer ဖြစ်သွားတဲ့အကြောင်းသားကြီးရှိရပေါ့နော်ဘယ်ကျောင်းသားလဲဘယ်ကျောင်းကိုရောက်သွားပါလဲဆိုပြီးတော့အဲ့လိုမျိုးမိတ်ဆက်တဲ့အချိန်မှာ तू ကဘယ်ကိုရောက်ပါတော့ကိုလံဘီယာရောက်ပါစဉ်းစားများသောအားဖြင့်ကွာကိုတိထားတာမြန်မာနိုင်ငံမှာရှိတဲ့ထားပါတော့တချို့ agency က okay ဂျင်းထဲလို့ပြောတာမဟုတ်ဘူးနော်တော်တော်များများ agency ကပြောတာဗာပြောလဲဆို okay US ကိုသွားမယ်ဆိုရင် out of state သွားလို့မရဘူး out of state သွားမယ်ဆိုရင်ရွှေကျောင်းတွေလက်မခံဘူးပေါ့နော်အဲ့လိုမျိုးပဲတည်ကြတာကွာထားတော့ကိုက California မှာနေရဆိုရင် California state ထဲမှာရှိတဲ့ကျောင်းတွေပဲတက်လို့ရမယ်ပြီးသွားရင်တခြား state ကိုပြောင်းလို့မရဘူးအဲ့လိုပဲနားလည်ထားပြီးသွားရင် community college ကနေပြီးတော့ Ivy League ကိုသွားလို့မရဘူးဘာလို့ဆိုအရင်ခတ်လို့အဲ့လိုမျိုးပဲနားလည်ထားဒါပေမဲ့ तू ကဘာလို့ Columbia ရောက်သွားလဲပေါ့နော်အဲ့နဲ့စဉ်းစား okay BMCC ကနေပြီးတော့ Columbia သွားလို့ရတာတွေရှိတယ်ပြီးသွားရင်တခြားဘာတွေရှိသေးလဲပြီးသွားရင်အဲ့ကနေတခြားကျောင်းသားတွေဆိုရင်ဘယ်ရောက်လဲဆိုတော့ NYU ရောက်တယ်ပြီးသွားရင်တခြား Ivy League ဖြစ်တဲ့ Brown Yale Princeton အဲ့လိုမျိုးပဲရောက်တဲ့လူတွေ3-5ယောက်လောက်တွေ့တဲ့ခါကျတော့အဲ့လိုမျိုးသွားလို့ရတယ်ပေါ့အဲ့ကနေစပြီးတော့
ဒီကျွန်တော်ရဲ့ဟိုပါပေါ့နော် transfer plan ပြန်စဉ်းစားငါလာတော့ graphic design လုပ်မှာ okay အဲ့ဒီယူခဲ့တဲ့ major တွေအကုန်လုံးဒီ design နဲ့ဆိုင်တယ်မှာ design နဲ့ programming နဲ့ဆိုင်တဲ့ဟာတွေယူခဲ့တာအဲ့ဒါ transfer လုပ်မဲ့အချိန်မှာစဉ်းစားကြတော့လေ okay SCAD ကိုသွားမယ် SCAD ကအစသွားမယ်စဉ်းစားထားတယ်ပြန်စဉ်းစားကြည့်တဲ့အခါကျတော့သူ့ရဲ့ tuition fee ကနည်းနည်းများတယ်ပေါ့နော်ပြီးမှ scholarship ဘယ်လောက်ထိပေးနိုင်လဲပြန်စဉ်းစားတဲ့အခါကျ scholarship က90%လောက်ပဲပေးနိုင်တာဆိုတော့ okay အဲ့ဒါလည်းတစ်ချက်ပြန်စဉ်းစားပြီးတော့ okay အဲ့မှာမသွားဘူး New York City မှာပဲဆက်နေမယ်ဆိုရင်တခြား design school တွေရှိရပေါ့နော် person ရှိရ Pratt ရှိရပြီးမှနောက်တစ်ခုက SBA ရှိရအဲ့အကြောင်းတွေလည်းရှိရ okay အဲ့အကြောင်းတွေအချက်နည်းနည်းသူတို့ website မှာသွားပြီးကြည့်ရတဲ့အခါကျသူတို့အကြောင်းစည်းတွေအကုန်လုံးကလည်းများတယ်ကွာ design school ဖြစ်အရင်များတယ်ပေါ့နော်အရင်များတဲ့အပြင်ဘယ်လောက်ထိသွားတူနေလဲဆိုဒီ design school ရဲ့ကျောင်းစည်းကအခု Columbia မှာတက်တဲ့ကျောင်းစည်းနီးပါတော့သွားတူနေတာအဲ့ okay ဒါတော့တရားနဲ့တရားတော့ကိုဘယ်လမ်းကြောင်းကိုသွားကျင်လဲပေါ်တယ်မူတည်ပါချို့က design school မှာ design school သွားကျင်တဲ့သူဆိုရင် okay it's fine ဘာမှမဖြစ်ဘူးအခုကပြန်စဉ်းစားကြ okay ပေးရတဲ့ပတ်စံကလည်းတူပဲပေါ့နော် design school နဲ့ Ivy League နဲ့ဆိုရင်ကျတော့ Ivy League ရဲ့ networking connection အရင်ပို့ပြီးတော့ strong ဖြစ်တယ်ကွာအဲ့ဒါပေါ့ပြောရရင် design school တက်ဖို့ရလူတွေလိုက်ပြီးတော့မေးကြည့်တယ် okay design school တက်ကြည့်ဘယ်လိုနေလဲသူတို့တကယ်သင်ပေးလားမသင်ပေးဘူးလားဘယ်လိုမျိုးဆိုတော့သူတို့ပြောတော့ okay သင်တော့သင်ပေးတယ်ဒါပေမဲ့များသောအားဖြင့်ကိုယ့်အနေကိုသူက design school ဒီမှာရှိတဲ့ design school တွေဘာကိုအဓိကထားလဲဆိုတော့ကိုယ်တိုင် practice လုပ်တဲ့အရေးအတွက်ကိုပို့ပြီးတော့သူတို့ကဦးစားပေးရပေါ့နော်ဆရာသင်ပေးရရှိတယ်ဒါပေမဲ့ကိုလောက်ရတဲ့ design လောက်ရတဲ့ဟာပိုများပြီးရင် design critique တွေပိုများတယ်အဲ့တော့တယောက်ဆိုရင်ဒီ US မှာသူတို့နံပါတ်1 design school ရှိရပေါ့နော် RISD ဆိုတဲ့ဟာ RISD ကတယောက်ကသူလောက်ထားတဲ့ video ချက်ကြည့်တဲ့အခါကျတော့ okay သူပြောတော့ not worth it ပေါ့နော်ပတ်စံပေးရတဲ့ rate က Ivy League လောက်ရှိတယ်ဒါပေမဲ့တကယ်တမ်းကျတော့ကိုလောက်ရတဲ့ဟာပိုများတယ်ပြောရရင်ကျောင်းမှာလည်း design နဲ့ပတ်သက်တဲ့ဟာပဲအဓိကသင်တာပြောရရင်များဒီ designer freelance work မှာသွားမယ်ဆိုရင်ဒီ business ဆိုင်တဲ့ဟာတွေမသင်ဘူးပေါ့နော်အဲ့လိုမျိုးတွေပါရှိလာတဲ့ခါကျတော့ကိုပြန်ပြီးတော့မေးကြည့်ရပေါ့ okay ငါဒီ graphic design တွေနဲ့တကယ်လုပ်ချင်တာလားဒါမှမဟုတ်တခြားဘာလုပ်ချင်တာရှိသေးလဲပေါ့နော်ပြန်စအရင်တော့လည်း engineering school တက်ခဲ့ရရှိတယ် design နဲ့စိတ်ဝင်စားအဲ့မှာရှိမလားဆိုပြီးတစ်ချက်စဉ်းစားရင် okay တဲ့မှာ UI UX ရှိရပေါ့နော် front engineering ရှိရအဲ့ဒါနဲ့ဆုံးဖြတ်ပြီးတော့ okay design school တော့မလျှောက်တော့ဘူးပေါ့နော်အစားတော့လျှောက်မယ်လို့စဉ်းစားထားတာအကုန်လုံးဝမလျှောက်တော့ဘူးဒီ university ကို try ကြည့်မယ်ပေါ့နော်ဒီ 4 year university ကို try ကြည့်မယ်အကုန်လုံးကကြတော့ပြီးသွားရင်တချို့ရထားတဲ့ Ivy League ထဲမှာရထားတဲ့လူတွေရှိတဲ့ခါကျတော့ okay Ivy League ကို try ကြည့်မယ်ပေါ့နော်ရတာမရတာနောက်တစ်ပိုင်းကွာသူတို့တောင် try လို့ရသေးရပဲပေါ့နော်ဘယ်လောက်ထိသူတို့ requirement တွေရှိတယ်မရှိဘူးအဲ့ဒါနဲ့စပြီးတော့ design school ရှောက်မဲ့ plan အကုန်လုံးကမရှိတော့ဘူးdesign school ရှောက်တော့ဘူးဒါပေမဲ့ Ivy League ကို try မယ်ပြီးရင်တခြား 4 year school တွေ try ကြည့်မယ်ဆိုပြီးဖြစ်သွားတာအဲ့ကနေစပြီးတော့ကျောင်းလျှောက်တဲ့ပုံစံပြောင်းသွားပါတော့ပြီးတော့ဒီဘာကြောင့်ဒီကျောင်းရွေးရခဏကြော်ပြီးတော့ဒီကျောင်းလျှောက်တဲ့ application process ပေါ့နော်ကိုက community college လက်ရှိဒီနားထောင်နေတဲ့လူတွေထဲမှာလည်းဒီ US မှာရှိတဲ့လူတွေလည်းရှိမှာပေါ့နော်အဲ့ဆိုရင်အကယ်၍ကိုက community college မှာတက်နေရဆိုရင်အကောင်းဆုံးစတက်တဲ့ဆိုနေတော့ဒီကိုက community college နဲ့ဟို satisfy ဖြစ်တာပေါ့နော်ဒါပေမဲ့လက်ရှိ market အနေထားရတော့ community college ရတဲ့ဘွဲတဲ့တော့ဘာမှသိလို့မရဘူးအဲ့တော့ okay 4 year လောက်ထိတော့သွားဖို့စဉ်းစားရတယ်ဆိုရင်စရောက်ခနေတော့က first year နေတော့ကိုကဘယ်ကို transfer လုပ်မှလဲစပြီးစဉ်းစားထားဖို့လိုတယ်ဘာလို့လဲဆိုတော့ transfer လုပ်မဲ့အချိန်မှာကိုနောက်ကလိုရတဲ့ကိုအတွက်လိုအပ်တဲ့ဒီကိုယ့်ရဲ့ဒီ application strong ဖြစ်စေမဲ့တချို့အရာတွေလုပ်ဖို့လိုတယ်ကွာအဲ့ဒါတွေအကုန်လုံးကြိုပြီး plan ထားမှဆိုရင်ဘာတွေဆက်လုပ်မယ်ဆိုပြီးရှိတာပေါ့နော်အဲ့တော့ application process အတွက်ကကြတော့ကျွန်တော်ကဒီ Columbia ကို transfer process မစခင်မှာ BMCC မှာကနေတော့အဲ့လိုမျိုး extra curricular လုပ်ထားရှိတယ်ပေါ့နော်ဘာတွေလုပ်ထားလဲဆိုရင်ဒီကျောင်းရဲ့ဒီ digital arts club မှာ president အနေနဲ့တစ်နှစ်လောက် run ဘူးတယ်ပြီးသွားရင်ဆိုတာ internship သဘောအနေနဲ့လည်းဒီ community college မှာပဲဒီသူတို့ community college မှာ CUNY ဟိုရှိပါနော် CUNY ရဲ့ headquarter ရှိတယ် CUNY ရဲ့ headquarter မှာလည်းဒီ designer အနေနဲ့ internship ဆင်းမှုတယ်ပြီးသွားရင်ကျောင်းမှာလည်းသူတို့ဟိုဟာ mentorship program ရှိပါတော့ mentorship program မှာလည်းဒီ part time job အနေနဲ့ဝင်လုပ်ဖို့တယ်အဲ့လုံးနေတဲ့အချိန်မှာလည်းကိုသွားခြင်းတဲ့ career နဲ့ဆိုင်တဲ့ဟာထားပါတော့ဒီ mentorship ရဲ့ program မှာ part time job လုပ်မယ်ဆိုတော့ mentor အနေနဲ့လုပ်လို့ရတယ်အချိန်ထဲမှာပဲလေကျွန်တော်စီမှာကျတော့ဒီ design background ရှိရကြတယ်သူတို့ရဲ့ဒီ design နဲ့ဆိုင်တဲ့ဟာတွေအကုန်လုံး social media design နဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးမျိုး handle လုပ်ထားတာပေါ့နော်ရှိမှာ department တစ်ခုလုံးကကျွန်တော်ပဲ handle လုပ်ရတာပေါ့ပြီးသွားရင်
အဲ့လိုမျိုး extracurricular တွေ build လုပ်ထားဖို့လိုတယ်ပေါ့နော်ဆိုတော့လည်းမျိုးဒီ Google Codex မှာလုပ်တဲ့ internship တွေရောပြီးရင်ဂျားထဲမှာရတဲ့ဒီ startup တစ်ခုနဲ့ non profit ဟာတစ်ခုဒါတွေအကုန်လုံးက community college တက်နေရဲ့အချိန်မှာလုပ်ထားတဲ့ extracurricular activity မျိုးတွေဖြစ်နေတာဆိုတော့လေအဲ့တော့အဲ့ဒါမျိုး community college ကိုစတက်နေတော့ကိုကဘေးကျောင်း transfer လုပ်ဖို့ plan ရှိ okay အဲ့အတွက်ဆိုရင်ဆိုတော့လည်းမျိုးဒီကျောင်းစာအပြင်လိုအပ်တဲ့ဟာတွေဘာတွေလိုက်ပြီးမှာလဲပေါ့နော်ဆိုတော့ပြောတော့ internship ရှိမယ် work experience ရှိမယ်ပြီးရင်နောက်တစ်ခုကကြတော့ volunteer ရှိမယ်ပြီးရင်ကိုယ်ပိုင် project လုပ်လို့ရတယ်ပြီးရင်အဲ့ကျောင်းရဲ့ part time job မှာဆိုရင်လည်းကျောင်းရဲ့အလုပ်ရှောက်ရမှာတယ်ကျောင်းမှာရှိတဲ့အလုပ်တွေရှောက်ရတာတယ်မဟုတ်ဘဲနဲ့လည်းကိုယ့်ရဲ့ professor နဲ့အဆင်ပြေရဆိုရင်လည်းသူနဲ့ research assistant လုပ်လို့ရတယ်ပြီးရင် teaching assistant လုပ်လို့ရတယ်ဒါတွေကလည်း extracurricular မှာကောင်းဖြစ်တယ်ပေါ့နော်ပြီးရင် internship တွေပါရှိထားရင်ပိုကောင်းတယ်ကိုယ့်ရဲ့ major အတွက် internship တွေပါရှိတိုင်းပိုဘာလို့လဲဆိုတော့ okay ဒီကျောင်းသားတွေမဟုတ်ဘဲနဲ့လည်းသူ့ရဲ့ career တက်မှာ ready အနေထားမှာရှိရပေါ့နော်အဲ့လိုမျိုးပြလို့ရတယ်ပြီးရင်ကိုက freelance ဆို freelance project ရှိနေရတယ်မဟုတ်ကိုပိုင် own project ရှိရဆိုလည်းအဆင်ပြေတယ်ထားပါကိုက software engineering ရှိတယ် background တော့ okay ကိုကလည်းကို coding project လုပ်ထားတော့ okay ဒီ project တွေပြထားတာမျိုးလည်းလုပ်တာမျိုးလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ application process တွေလည်းပထမဆုံးစဉ်းစားမှာအဲ့ဒါစဉ်းစားဖို့လိုတယ်ပြီးသွားရင်နောက်ကကျောင်းရှောက်မဲ့ကိစ္စစဉ်းစားကျောင်းရှောက်မဲ့ကိစ္စကကြတော့ community college မှာပထမနှစ်ပြီးကနေ့တော့ကနေစပြီးတော့စပြင်သင်ပြီပေါ့နော်ကိုကဘယ်ကျောင်းကိုရှောက်ချင်တာလဲအဲ့ဆုံးစဉ်းစားပါကိုကဘယ် career သွားချင်တာလဲဘယ်ကျောင်းကိုရှောက်ချင်လဲအဲ့ဒါ research လုပ်ဖို့လိုတယ်ကျောင်းတွေကအများကြီးရှိတယ်ပေါ့နော်ပြီးရင်လက်ရှိနေတဲ့ state မှာနေတဲ့ကျောင်းမှာပဲဆက်နေချင်တာလားဒါမှမဟုတ်ကိုက out of state ကို transfer လုပ်ချင်တာလားအဲ့လိုမျိုးစဉ်းစားဖို့လည်းလိုတယ်အဲ့တော့ကျောင်းရှောက်တဲ့နေရာမှာကျတော့ကိုကဘယ်နဲ့ကျောင်းရှောက်နိုင်လဲပေါ့နော်အဲ့ဒါကကျတော့ဘယ်မှာပြန်မှုတည်ရလဲဆိုတော့အချိန်ဘယ်လောက်ပေးနိုင်လဲပေါ့ပြန်မှုရှောက်ခဲ့ရကြတော့3လအတွင်းမှာရှောက်ခဲ့ရဆိုတော့3လအရင်နည်းလုံးတယ်မှန်တယ်ဆို3လအတွင်းမှာရှောက်တော့လုံးဝမလုပ်ပါနဲ့3လရှောက်အရင် stress အရင်များတယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်3လအတွင်းမှာရှောက်ခဲ့တော့ဟာကြတော့ကျောင်းကအများကြီးမရှောက်လိုက်ဘူးပေါ့နော်အားလုံးပေါင်း10ကျောင်းလောက်ပဲရှောက်နိုင်လိုက်တာအဲ့10ကျောင်းထဲမှာမှဘယ်လိုမျိုးထပ်ပြီးခွဲလို့ရတယ်ဆိုတော့ထားပါတော့4ကျောင်းကို safe school အနေနဲ့ရှောက်လို့ရတယ်ပြီးသွားရင်3ကျောင်းကိုကျတော့ mid school အနေနဲ့ရှောက်လို့ရတယ်ပြီးသွားရင်သူက3ကျောင်းတော့ mid ဒါမှမဟုတ် reach school ပေါ့နော်ပြီးသွားရင်အပေါ်ဆုံး3ကျောင်းဆိုလုံးဝ wild card အနေနဲ့လုံးဝ top tier 3ကျောင်းပေါ့အဲ့လိုမျိုးခွဲပြီးရှောက်ခဲ့တာအဲ့တော့အောက်ဆုံး4ကျောင်းကကျတော့ကိုဘယ်ချိန်ရှောက်ကျောင်းဝင်ခွင့်ရမယ်ကျောင်းကိုရှောက်တာအဲ့ဆိုဒီ CUNY ထဲမှာဆိုတခြားအဲ့လိုမျိုး4နှစ် school တွေရှိတယ်ပေါ့နော်ဒီ design နဲ့ engineering ဆိုင်တဲ့ဟာဆို City College ရှိတယ်ပြီးတော့ City Tech ရှိရပေါ့နော်ပြီးတော့ Brook ရှောက်ထားတယ်ပြီးတော့တခြား CUNY ကျောင်းတစ်ခုရှောက်ထားတယ် CUNY ကျောင်းက4ကျောင်းရှောက်ထားတယ်ပြီးတော့ mid tier 3ကျောင်းထဲမှာကကြတော့sorry mid tier 3ကျောင်းရှောက်လို့ရတယ်ဒါပေမဲ့တကယ်တူတယ်ရှောက်ခဲ့တာအားလုံးပေါင်း9ကျောင်းပဲရှောက်ခဲ့တာ mid tier မှာတကယ်ရှောက်ခဲ့တာ NYU ရှောက်ခဲ့ NYU mid tier အနေနဲ့ရှောက်ခဲ့တယ်ပြီးတော့ရင် high tier အနေနဲ့ရှောက်ခဲ့တာကကြတော့ဒီ Columbia ပါတယ်ပြီးတော့ Brown ပါတယ်ပေါ့နော်အဲ့ဆိုအဲ့ဒါပို့ပြီးတော့ရှောက်ဖို့အခွင့်အရေးရှိတယ်ဒါပေမဲ့အချိန်ဆွဲတာရများပါတယ်ခါကျတော့ကိုလိုကက်လိုက်နေဖြစ်ကုန်တာပေါ့နော်အဲ့တော့ကြံပေးနေတာကတော့ ကေကို transfer ရှောက်မယ်ဆိုရင်အနည်းဆုံး6လအချိန်ပေးပါအနည်းဆုံး6လအချိန်ပေးပါဖြစ်နိုင်တယ်ဆိုရင်တစ်နှစ်အချိန်ပေးပါအဲ့ဒါဆိုရင်တော့ကိုရှောက်ချင်တဲ့အကြောင်းတွေတော်တော်များများရှောက်လို့ရမယ်အချိန်နည်းရတဲ့အတွက်ကြောင့်မလို့တေချာကောင်း prepare လုပ်နိုင်တယ်ဆိုရင်အကြောင်းတွေဝင်ဖို့ chance ပိုများတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ခုန process ကကြတော့ကျောင်းရဲ့ timeline ကိုလည်းတစ်ချက်ကြည့်ဖို့လိုတယ်ဒီကကျွန်တော်ရှောက်ခဲ့တဲ့ transfer ကိုပဲရှောက်ခဲ့တာပေါ့နော်ကျောင်းအစကနေရှောက်ခဲ့တာမဟုတ် transfer process ကိုရှောက်ခဲ့တဲ့ transfer တော်တော်များများမှာ fall timeline ရှိတယ်ပြီးတော့ spring timeline ရှိတယ် fall နဲ့ spring မှာများသောအားဖြင့်ကျောင်းတော်တော်များများလက်ခံတာကြတော့ fall semester ကိုလက်ခံတာများတယ်spring semester ကျောင်းတိုင်းမှာမရှိဘူးပေါ့နော်အဲ့ဒါလည်းအခုသိထားဖို့လိုတယ် okay fall semester မှာရှိတဲ့ကျောင်းတွေဆိုရင်သူတို့ရဲ့ transfer deadline ကများသောအားဖြင့်ထားပါတော့ဥပမာအနေနဲ့ဒီ2025 fall မှာကြောက်တက်ချင်တယ်ဆိုရင်သူတို့ရဲ့ transfer deadline က2025 March လ1ရက်နေ့ကပုံမှန်ပဲအဲ့ဒါကြားတဲ့ဟာဆိုရင်2025 April 15တဲ့နောက်ကျတဲ့ deadline လုံးဝမရှိဘူးအဲ့တော့ March 1ရက်နေ့ကနေ April 15ရက်နေ့ကရှိသမျှဟာတွေအကုန်လုံးဒီကျောင်းအကုန်လုံးရဲ့ transfer deadline အဲ့ကြားထဲမှာပဲပြီးနေတာအဲ့တော့ဟိုကအဲ့ရဲ့ကျောင်းနေတစ်ခုချင်းစီရဲ့ deadline တွေကိုလည်း track လုပ်ထားဖို့လိုပဲပေါ့နော်အဓိကဆိုတော့ပြန်ပြောမယ်ဆိုရင်ကိုကဘယ်ကျောင်းအောင်ရှောက်ချင်တာလဲဘယ် career ကိုသွားချင်တာလဲပြီးရင်သွားချင်တဲ့ကျောင်းရဲ့ career တွေကိုချက်လိုက်ပြီး research လုပ်ဖို့လိုမယ်ပြီး
ပြီးသွားရင်ကြောင်းရှင်းတဲ့အချိန်မှာလည်းကိုကဘယ်နှကြောင်းရှောက်နိုင်တာလဲကိုဘယ်လောက်ချိန်ပေးနိုင်လဲပုံမူတည်တယ်10ကြောင်းမှရှောက်ရင်ဆိုရင်တော်တော်လေးအဆင်ပြေတယ်အဲ့ဒါပိုရှောက်နိုင်ရင်ပိုကောင်းတယ်အဲ့ဒါရော့ရှောက်နိုင်မှာဆို okay 9ကြောင်းတော့ရှောက်ထားတင်တယ်3ကြောင်း4ကြောင်းအဲ့ဒါရင် risky ဖြစ်လို့နေအဲ့တော့3ကြောင်း4ကြောင်းကကိုတွားကျင်တဲ့ကြောင်းလည်းဟုတ်တယ်ဝင်ဝင်လည်းလွယ်ဆိုအဲ့ပြဿနာမရှိဘူးအဲ့လိုမျိုးရင်း high ဖြစ်တဲ့ဟာတွေကိုဟိုဟာတွားကျင်တယ်ဆိုရင်3ကြောင်း4ကြောင်းရှောက်တာရင် risky ဖြစ်တယ်ပေါ့နော်အဲ့ပြီးသွားရင်ကိုရှာထားတဲ့ကြောင်းတွေအကုန်လုံးကိုလိုမျိုး Google ရှိမှာပဲဖြစ်ဖြစ်တခုထဲမှာကိုပစ်ထည့်ထားတာထည့်ထားပြီးသူတို့ requirement တွေကဘာလဲအကုန်ချရေးတာပြီးသွားရင် deadline ဆိုလဲဘယ်နေ့ deadline လဲ requirement ကဘာလဲ requirement မှာဆိုလဲအများကြီးရှိတယ်ကွာဟိုဟာ recommendation letter လိုတာလားပြီးသွားရင် essay ကဘယ်နှပုတ်ရေးရမှာလဲများသောအားဖြင့် transfer အကြောင်းတွေကို transfer essay လိုတယ်အနည်းဆုံး essay တစ်ပုတ်တော့ရေးရမယ်ကြောင်းတိုင်းမှာ essay တစ်ပုတ်ရေးရမယ်အဲ့တော့ကိုက10ကြောင်းရှောက်မယ်ဆိုရင် essay 10ပုတ်ရေးရမယ်10ပုတ်ရေးရမယ် Brown ဆိုရင် Brown University ရဲ့ transfer essay က4ပုတ်ရှိတယ်တကြောင်းထဲမှာကို4ပုတ်ဖြစ်နေတာတပုတ်ကိုအလုံးကြီး200အဲ့လိုမျိုးပုံစံမျိုးပေါ့နော်အဲ့တော့ဖြစ်နိုင်တယ်ဆိုရင်တော့အချိန်များများပေးပြီးတော့ပြင်ဆင်တာပိုကောင်းတယ်အဲ့ဒါကြောင့်အချိန်ပိုပေးနေတယ်လို့ဘယ်မှာအချိန်ကုန်တာလဲဆိုတော့အဲ့ essay ရတဲ့နေရာမှာရမ်းချိန်ကုန်တာသူက essay ကသူကကြစ်လေးဖြစ်စေနေတာအလုံးကြီး200ဆိုအများကြီးပိုရေးလို့လည်းမရဘူးရော့ရေးလို့လည်းမရဘူးအဲ့သူတို့လိုချင်တဲ့မေးခွန်းကိုဖြေဖို့အတွက်အဲ့ဒီထဲမှာကြစ်လေးဖြစ်အောင်ရေးဖို့ဆိုရင်အဲ့ရေးလိုက်ပြန်ပြလိုက်အချိန်အများကြီးပေးဖို့လိုတယ်ကျွန်တော်ကအချိန်ရန်ကတ်သွားတဲ့ခါကျတော့ဒါပေမဲ့ကိုလံဘီယာတော့လုံးဝ first target အနေနဲ့ထားပြီးရှောက်ခဲ့တာကိုလံဘီယာ essay ကဒီကျွန်တော်ရှောက်ခဲ့တဲ့ကိုလံဘီယာမှာ undergraduate က4ကျောင်းရှိတယ်ပေါ့နော် Columbia College ရှိတယ် Columbia Engineering School ရှိတယ် Burner ရှိတယ်ပြီးတော့အခုကျွန်တော်တက်နေတဲ့ Columbia School of General Studies ရှိတယ်ပေါ့နော်4ကျောင်းရှိတယ် undergraduate 4ကျောင်းမှာသူ့ရဲ့ entrance requirement တစ်ခုနဲ့တစ်ခုမတူဘူးများသောအားဖြင့်ပထမဆုံးပြောသွားတဲ့3ခုကကြတော့ဒီ high school ကနေ direct ရှောက်တဲ့ကျောင်းသားတွေအတွက်ပို relevant ဖြစ်တယ် School of General Studies ကကြတော့ဘယ်လိုမျိုးကျောင်းသားတွေ relevant ဖြစ်တာလဲဆိုတော့ထားပါတော့အခုကိုကျောင်းတက်နေရင်းနဲ့ gap year ရှိတဲ့ဟာမျိုးနော် high school ပြီးသွားလို့ gap year တစ်နှစ်အနည်းဆုံးရှိတဲ့လူတွေပဲသူတို့ကအဲ့လိုမျိုး eligible ဖြစ်တာပေါ့နော် School of General Studies ကကြတော့ဥပမာနေမြန်မာနိုင်ငံမှာကို university တက်ခဲ့တယ်ဒါပေမဲ့ဒီမြန်မာနိုင်ငံလက်ရှိဖြစ်နေတဲ့အနေအထားတွေကြောင့်မလို့ကျောင်းနားလိုက်ရတယ်ပေါ့နော်တိတ်ဟိုဟာ gap year ယူလိုက်ပါပြီတစ်နှစ်2နှစ်3နှစ်လို့ gap year ယူလိုက်ပြီးတော့မှဒီ US ကိုရောက်လာတယ်ပြန်တက်ချင်တယ်ဆိုတော့ခေဒါဒီလိုမျိုးကျောင်းသားတွေ eligible ဖြစ်တယ်ပြီးသွားရင်တချို့ကျောင်းသားတွေဆို dual B degree program ရှိတယ်ပေါ့နော် Columbia ဒီ School of General Studies နဲ့တခြားနိုင်ငံမှာရှိတဲ့ကျောင်းတွေနဲ့ချိန်ထားရှိတယ်ဥပမာနေနဲ့ဆိုရင်နိုင်ငံဘယ်နိုင်ငံမသိမိပါဘူး sorry science pool အဲ့လိုမျိုး university ရှိတယ်ပြီးသွားရင်နောက်တစ်ခုကျတော့ City University of Hong Kong ရှိတယ်အဲ့ဒါဆိုရင်သူတို့စီမှာ2နှစ်တက်ပြီးသွားရင် Columbia မှာ2နှစ်တက်ပေါ့နော်အဲ့လိုမျိုး dual degree program ရှိတဲ့ကျောင်းသားတွေတက်လို့ရတယ်နောက်တစ်ခုကကြတော့ဒီ US ထဲမှာသူတို့ veteran တွေရှိရပေါ့နော်ဒီစစ်ပြန်တွေပေါ့စစ်တပ်တွေဝင်ရတဲ့အတွက်ကြောင့် gap year ဖြစ်သွားတဲ့လူတွေရှိတယ်အဲ့လူတွေအတွက်လည်းတက်လို့ရတယ်ဥပမာအနေနဲ့ဆိုရင်တခြားနိုင်ငံမှာဆိုတဲ့ထားတော့ကိုရီးယားတောင်ကိုရီးယားလူမျိုးဒါမှမဟုတ်ရင်လည်းစင်ကာပူကလူမျိုးဆိုတော့မျိုးသူတို့စစ်တပ်ရဲ့စစ်မှုထမ်းရတဲ့အတွက်ကြောင့်မလို့ gap year ရှိသွားလို့ဒီဘက်မှာပြန်လာတတ်ချင်တယ်ဆိုတော့ဒီလိုမျိုးလူတွေ eligible ဖြစ်တယ်ပေါ့နော်အဲ့တော့ဒါအကြောင်း eligibility process နဲ့မျိုးရှိတယ်အဲ့တော့ကိုကအဲ့ဒီထဲမှာ eligible ဖြစ်လာတစ်ချက်ပြန်ကြည့်ဖို့တော့လုပ်မယ်ဒီကိုလံဘီယာသွားဖို့ဆိုရင်ဒီကျောင်းကိုရှောက်မယ်ဆိုရင်အဲ့လိုပြောတော့တခြားဟိုဟာ undergraduate school တွေရှောက်လို့မရဘူးလားဆိုမဟုတ်ဘူးရှောက်လို့ရတယ်ဒါပေမဲ့အဲ့တခြား undergraduate school တွေပို့ပြီးတော့ competitive ပို့ဖြစ်တယ်ပေါ့နော် acceptance ပို့ပြီးတော့ခက်တယ်ပေါ့ high school ကနေထွက်လာတဲ့ကျောင်းသားတွေနဲ့အများကြီးပြိုင်ပြီးရှောက်ရမယ်အတွက်ကြောင့်မလို့ပို့ပြီးတော့ခက်တယ်ဒီ School of General Studies ကကြသူတို့ရဲ့ခေါင်းစဉ်က non traditional ပေါ့နော် traditional မဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်က high school ပြီးရ university ဆက်တက်တဲ့ကျောင်းသားတွေတို့ကဒီ regular traditional ကျောင်းသားတွေနဲ့သူသတ်မှတ်ထားတာ non traditional ဆိုတာအကြောင်းအမျိုးမျိုးကြောင့် gap year ယူရတဲ့ဟာမျိုးပေါ့ဥပမာအနေနဲ့အကြောင်းပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ်ဒါမှမဟုတ် family problem ကြောင့်ပဲဖြစ်ဖြစ် gap year ယူရတဲ့ကျောင်းသားတွေအတွက်ကိုပဲဒီလိုမျိုး eligible ဖြစ်တာဆိုတော့ eligible ဖြစ်လာမဖြစ်တာတစ်ချက်ကြည့်ဖို့လိုမယ်ပေါ့နော်အဲ့ဒီမှာဆိုတာဒီ application process ကိုပြန်သွားရမယ်ဆိုရင်SC ရဟာမျိုးရှိပါတော့ကျွန်တော်ရှောက်ခဲ့တော့ကျတော့ Columbia SC ကသူတို့ရေးခိုင်းတာကအလုံးရင်2000ရေးခိုင်းတာသူတို့ရေးခိုင်းတဲ့ခေါင်းစဉ်ကကျတော့ဒီကိုယ့်ရဲ့ biography ပေါ့နော်ဒီရောက်မလာခင်တော့ကိုယ့်ဘဝအကြောင်းပေါ့အဲ့ဒါဟိုးငယ်ငယ်လေးအကြောင်းရေးအဲ့လိုမျိုးရေးရမှာမဟုတ်ဒီက high school ပြီးရဲ့အချိန်ကနေပြီးတော့ဒီ Columbia ရောက်မလာခြင်းမှာဘာလုပ်ခဲ့လဲပေါ့နော်ကိုယ့်နိုင်ငံမှာဆိုလဲဘာလုပ်ထားလဲလုပ် experience ရှိလားဒါမှမဟုတ်ရင်လဲဘာကြောင့်လဲ gap year ယူဖြစ်သွားလဲဆိုတဲ့ reason ကိုသူတို့ကအဓိကသိချင်တာပေါ့နော်ဘာကြောင့် gap year ယူဖြစ်တာလဲ
ပြီးသွားရင်ကြတော့လေ okay ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဘာကြောင့်တက်ချင်တာလဲပေါ့နော်ကိုလံဘီယာကိုဘာကြောင့်တက်ချင်တာလဲကိုလံဘီယာကိုယ့်ရဲ့ career အတွက်ကိုယ့်ရဲ့ life အတွက်ဘယ်လိုမျိုး relevant ဖြစ်လဲမဖြစ်ဘူးလေပြီးတော့ဒီ school ကိုလံဘီယာ undergraduate school တွေမှာလို့ဒီအကြောင်းလေပေါ့နော်ဒီအကြောင်းကိုယ်နဲ့ဘယ်လိုမျိုးတင့်တော်ရလဲသူအဲ့လိုမျိုးဟာမျိုးတွေရေးခိုင်းတာမျိုးရှိတယ်ကိုလံဘီယာအတွက် application essay ကတစ်ပုဒ်ပဲရှိတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကကျတော့အဲ့ဒီတစ်ပုဒ်ကိုပဲအဲ့လိုမျိုးတေချာရေးတယ်ရေးပြီးသွားတဲ့ခါကျတော့နောက်တစ်ခုလုပ်ရတာကကျောင်းနေမှာကိုလက်ရှိ community college မှာတက်နေရဆိုရင်တော့ကိုတက်တာပဲဖြစ်ဖြစ်ခဏ gap ယူထားပဲဖြစ်ဖြစ်ကိုရေးထားတဲ့ essay ကို proofread လုပ်ဖို့လိုတယ်ပေါ့နော်community college တော်တော်များများမှာ writing center ဆိုတာရှိတယ်အဲ့ဒီမှာသွားပြီးတော့ကိုယ့်ရဲ့ essay ကိုလည်းပြလို့ရတယ်ပြပြီးတော့မှကိုယ့်ရဲ့ essay ကို proofread လုပ်ဖို့လိုတယ်ပေါ့နော်ဒီကျောင်းလျှောက်ဖို့ဆိုရင် proofread မလုပ်ဖဲနဲ့ okay ကိုကြီးအဆင်ပြေတယ်ဒီတိုင်း submit လုပ်လိုက်မယ်ဆို okay maybe ကန်ကောင်းရင်ကန်ကောင်းသွားတယ်ဒါပေမဲ့တေချာတစ်ခုကတော့ကိုရေးထားတဲ့ဟာသူများတွေအတွက်ဖတ်နေရအဆင်ပြေလားမပြေလားအဲ့ဒါသိဖို့အရင်ရေးကြည့်ရပေါ့နော်ကျွန်တော်ကကျတော့အဲ့ဒီ essay ကိုအနည်းဆုံး6 ရောက်လောက်ကိုပြခဲ့တယ်ပေါ့နော်ခဏခဏဖတ်ခိုင်းတယ်ခဏဖတ်ပြီးတော့ဘယ်နားမှာအဆင်မပြေရလဲဘယ်နားအရင်များနေရတယ်သိရမှာတကယ်ဟို highlight လုပ်တဲ့နေရာ highlight လုပ်ထားလာတာမဟုတ်ရင်တခြားဟိုဘာမှဒီလေးသွားကြမလို့တဲ့ဟာရင်းလျှောက်ရေးထားဖြစ်နေတာပေါ့နော်အဲ့ဒါကိုပြန်ပြင်ဖို့လိုတယ်အဲ့ဒါမှနောက်တစ်ခုရှိတာခေါင်းထဲမှာပေါ်လာတော့ essay ရတဲ့ပတ်သက်ပြီးတော့ထားပါတော့ကိုယ့်ရဲ့ story ဒီကိုအတည်ဆုံးပဲပေါ့ကို biography အကြောင်းရေးရဆိုကိုကအတည်ဆုံးဘယ်က authentic ရမ်းဖြစ်လဲဆိုတော့ကိုရှိတယ်ပေါ့နောက်တစ်ခုရှိတာအဲ့မျိုး application essay ရေးမယ်ဆိုရင်ဟိုတမန်ရိုးကြရေးတဲ့ဟာမျိုးရှိကောင်းရှိတယ်မသိရပါဘူးတမန်ရိုးကြဟာဆိုတာဥပမာအနေနဲ့ high school သူတို့ essay တော်များမှာဆိုရင် okay high school မှာအားကစားလုပ်ခဲ့တယ်အားကစားလုပ်ခဲ့တာဘယ်မှာစုရတယ်ပြောရရင်ဘာ instrument တီးတတ်တယ်ဘယ်မှာစုရတယ်ဘာဖြစ်တယ်ဒါတွေကသူတို့ application တွေဖတ်ရတဲ့လူတွေအများကြီးတည်မှာတင်းတင်း6တဲ့လူကရက်များတယ်ကွာထောင်နဲ့ချေခါကျသူတို့ admission officer တွေဖတ်ရတဲ့လူတွေအရင်များတဲ့ခါကျတော့အဲ့အမျိုးတွေအရင်ယူတယ်ပေါ့နော်အဲ့တော့အကောင်းဆုံးကကိုယ့်အနေနဲ့ကိုယ့် story နဲ့ authentic ဖြစ်တာတော့အကောင်းဆုံးပဲအဲ့မှာဘာဖြစ်လဲဆိုတော့ရေးတဲ့ style ရှိတယ်ပေါ့နော်အမှန်တမ်းပြောရင်ဒီ application essay ရေးဖို့အတွက်ကဘယ် format ကိုဟိုဟာလိုက်နာပါဆိုပြီးတော့မရှိဘူးကိုအဆင်ပြေတဲ့ format နဲ့ရေးနိုင်တယ်ဆိုတော့ပိုကောင်းတယ်အဲ့မှာ6 ယောက်ကိုပြတဲ့အချိန်မှာတစ်ယောက်ကဘာပြောလဲဆိုတော့မင်းသားဟိုအဆင်မပြေဘူးပေါ့နော် structure အရင်လွဲနေတယ်ပေါ့သူကကြတော့ဒီ university writing ကိုပုံမှန် focus ထားရလို့ဖြစ်နေတဲ့အခါကျတော့သူကကြတော့ okay ပထမဆုံးစာပိုက်မှာဆိုရင်thesis statement ရှိရမယ် thesis statement ဆိုတာ okay ဒီ body paragraph မှာဘာတွေပြောမယ်ဆိုတော့အဲ့မှာကြိုပြီးပြောပြထားရမယ်ပြီးတော့ body paragraph မှာဆိုရင်လည်းပထမဆုံး sentence ကဒီ paragraph ကိုရှင်းပြတဲ့ဟာမျိုးဖြစ်ရမယ်ပေါ့နော်သူအဲ့လိုမျိုးမှကြိုက်တယ်ဖြစ်နေဆိုအဲ့တော့နည်းနည်းစဉ်းစားအဲ့ဒါပြောင်းရေးရမှာလားပေါ့နော်ရေးပြီးသွားပြီ तू ကမကောင်းပြောတဲ့ခါကျတော့ပြန်ရမှာစဉ်းစားနေတာအဲ့နောက်ဆုံးကြတော့လေဘာဝဲကြံပေးနေလဲဆိုကိုကနဲ့ကိုရေးထားတဲ့ဟာအကောင်းဆုံးပဲပေါ့နော်အဲ့တော့ချက်ဘာမှသိနေနဲ့ကိုကနဲ့ကိုအကောင်းဆုံးရေးထားတဲ့ဟာကိုပဲကိုစိတ်တိုင်းကြရေးထားတဲ့ဟာကိုပဲတင်လိုက်တာပို့ပြီးတော့အဆင်ပြေအဲ့လိုမျိုးလုပ်လို့ရတယ်ပြီးတော့နောက်တစ်ခုကကျတော့ application process နဲ့ requirement တစ်ခုကrecommendation letter ပေါ့နော် recommendation letter အတွက်ကများသောအားဖြင့်နှစ်ဆောင်တောင်းတာများတယ်ပေါ့နော် recommendation letter နှစ်ဆောင်တောင်းတဲ့အတွက်ကြောင့်မလို့အဓိကကိုအတွက်လိုအပ်တဲ့ recommendation letter ဒီများသောအားဖြင့်က academic background ရှိတဲ့လူတွေတောင်းတာများတယ်ကိုစာသင်ပေးတဲ့ professor တွေကနေတောင်းပါဆိုပြီးတော့ requirement နဲ့ပို့ပြီးတော့များတယ်ဒါပေမဲ့အဲ့အတွက်ဘာစလုပ်ထားတယ်လဲဆိုရင်ကိုကျောင်းစတက်ကနေတော့ community college မှာစတက်ကနေတော့ကိုတင်တဲ့ professor တွေနဲ့ဖြစ်နိုင်တယ်ဆိုရင်သူရဲ့ office hour တွေတွားပြီးတော့ professor နဲ့ရင်းနှီးထားအောင်လုပ်ထားဖို့လိုအပ်တယ်ပြီးတော့ရင်ကိုဒီပြောမဲ့ကိုရေးပေးမဲ့ professor ကိုလည်း2 ဆောင်လို့ဟုတ်ပေမဲ့2 ယောက်တည်းထားလို့တော့မရဘူးကွာဘာလို့တခေါက်ကြုံခဲ့ဘူးတာ deadline အရင်ကတ်နေ professor ကလုံးဝရေးမပေးဘူးကွာရေးမပေးဘူးဆိုတာရေးမပေးချင်တာမဟုတ်ဘူးသူကသူ့ရဲ့ personal problem တွေဖြစ်လာတဲ့ခါကျတော့ရေးပေးဖို့အဆင်မပြေတဲ့ case တွေကြုံရတယ်ဆိုအဲ့ဒါကြောင့်မလို့ recommendation letter တောင်းမယ်ဆိုရင်လည်းအနည်းဆုံး9 ယောက်လောက်တော့ထားရတယ် professor 9 ယောက်လောက်ဖြစ်နောက်မဟုတ်ရင်လည်း professor မဟုတ်ရင်တော့မှကျောင်းပြင်ပကိုအလုပ်လုပ်နေတဲ့ဟာရှိရဆိုရင်လည်းအဲ့အလုပ်လုပ်နေတဲ့ဒီ part time job ဆိုတော့ part time job ပေါ့နော်ကျောင်းမှာလည်း part time job ဆို part time job ရဲ့ supervisor လားနောက်မဟုတ်ဘူးဆို internship supervisor လားသူတို့တွေနဲ့လည်း contact ရှိအောင်လုပ်ထားပြီးတော့အဲ့လိုမျိုးဘယ်သူတွေကကိုယ့်ရဲ့ recommendation letter အသင့်တော်ဆုံးမလဲပြန်ပြီးတော့ယူရပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့မှာယူရတဲ့အခါမှာလည်းဆုံးတော့ကျောင်းလျှောက်လိုမျိုးပဲကိုတင်ထားတဲ့ professor နာမည်ကို list ချရေးထားကိုကဘယ် professor နဲ့အရင်နှီးဆုံးလဲအဲ့ရင်းနှီးဆုံးကိုအကြောင်းအပို့တည် professor တွေကိုအဲ့လိုမျိုး ranking အနေနဲ့1ပေးထားလိုက်ပေါ့နော်ပြီးသွားရင်တော့မှနည်းနည်းတည် professor 2ပေးထားလိုက်ပြီးသွားရင်3 4အဲ့လိုမျိုး
ranking လုပ်ထားပြီးတော့မှအဲ့1ဖြစ်တဲ့ professor အရင်ဆုံး approach လုပ်ပေါ့နော် professor ရင်ပြတ်တာကျွန်တော်ကတော့ဒီ base summer ဆိုရင် transfer လုပ်မှာကျောင်း transfer လုပ်ဖို့ရှိတယ်ကျွန်တော်ဟို recommendation letter ရေးပြီးလို့အဆင်ပြေလားသူတို့အရင်ဆုံး request လုပ်ရေးပြီးလို့အဆင်ပြေလားလို့မေးပြီးတော့မှရေးခိုင်းတာပိုအဆင်ပြေတယ်တွားပြီးတော့ကျွန်တော်ရေးပေးပါလို့တွားပြောရင်သူတို့ကမကြိုက်ဘူးအဲ့တော့ရေးပေးဖို့အဆင်ပြေလားရင်တွားမေး okay အဆင်ပြေတယ်များသောအားဖြင့်သူတို့ကရေးပေးလို့အဆင်ပြေပဲပြောကြမှာသိရမှာဆရာရဲ့ကျောင်းသားကိုကူညီပေးနေတာဆိုတော့လေအဲ့တော့အဲ့လိုမျိုးရင်တော့မေးလိုက်မေးပြီးသွားရင်ကိုယ့်ဘက်ကဘာပို့ပေးဖို့လို့လဲဆိုတော့များသောအားဖြင့်ကကိုယ့်ရဲ့ဘာလုပ်ထားလဲဆိုတော့ရှိတခုဒါမှမဟုတ် Google Docs တစ်ခုလုပ်ထားဖို့လိုတယ်အဲ့ဒီမှာဘာပါထားတင်လဲဆိုရင်ကျောင်းနဲ့ပတ်သက်ပြီးတော့ထားပါတော့ဒီကျောင်းမှာဆိုတော့ GPA ကဘယ်လောက်ရလဲကျောင်းမှာ scholarship ကဘာ scholarship ရထားဖို့ရှိတယ်ပြီးသွားရင်ကိုကကျောင်းမှာပြိုင်ပွဲပြိုင်ထားဖို့ဆိုဘာစုတွေရထားဖို့ရှိလဲပြီးသွားရင် part time job လုပ်ထားတယ် part time job မှာဘာလုပ်ထားလဲကြည့် resume ပုံစံမျိုးပေါ့နော်အလုပ်နဲ့ပတ်သက်တဲ့အလုပ် experience မှာဆိုရင်ဘာလုပ်ထားဘူးလဲဘယ်နဲ့ဖွင့်ဘယ်လနဲ့ဘယ်လောက်ဒီဘယ်လောက်ဘာလုပ်ထားဘူးလဲဘာတွေလုပ်ခဲ့လဲ matrix တွေကဘာတွေလဲပြီးသွား internship ဆိုလဲဘာတွေလုပ်ထားဘူးလဲအဲ့ဒါအကုန်လုံးရှိတခုရဲ့မှာအကုန်လုံးချပြီးတော့ရေးထားပြီးတော့အဲ့ list ကို professor ကိုပို့ထားပြီးတော့အဆင်ပြေprofessor သူတို့တင်တဲ့အကြောင်းသားအရင်များတယ်အဲ့အတွက်ကြောင့်မလို့ professor နဲ့ကိုယ်နဲ့ရင်းနှီးနေတယ် professor ကိုယ့်အကြောင်း 100% မသိနိုင်ဘူးပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဟာကိုဘာလုပ်ထားဘူးလဲဆိုတဲ့ဟာတွေကိုပြနိုင်ဖို့အတွက်အဲ့ sheet တစ်ခုကို ready ပြင်ထားပြီးတော့ recommendation တောင်းတဲ့အချိန်မှာအဲ့ sheet ကိုပို့ပေးလိုက်အောင်ပဲပို့ပေးပြီးတော့ကို highlight လုပ်ချင်တဲ့ဟာတွေကိုတခါတည်း email မှာပြောပါ professor ကိုကျွန်မကိုတော့ဒီဟာ highlight လုပ်ပေးပါအဲ့ဒါသူက okay ဆိုပြီးသူတို့ highlight လုပ်ပေးလိမ့်မယ်ညာသွားပြင်ကတော့ကိုကကျောင်းများရှောက်မယ်10ကျောင်းရှောက်မယ်ဆိုရင် professor ဒီ recommendation letter 10ဆောင်ရေးပေးမှာမဟုတ်ဘူးသူတို့ဒီတစ်ဆောင်ပဲရေးပေးမှာအဲ့တစ်ဆောင် generalize တစ်ဆောင်ပဲပေါ့နော်အဲ့ generalize တစ်ဆောင်မှာသူတို့ကရှိသမျှကျောင်းတွေအကုန်လုံး submit လိုက်ပြီးတော့လုပ်ပေးမယ်ပုံစံမျိုးအဲ့လိုမျိုးလာမှာဆိုတော့အဲ့ recommendation letter တွေကအဲ့ကိုဘာလုပ်ထားဘူးလဲဆိုတော့အဲ့စာရွက်စာတမ်းတွေပြင်ထားဖို့လိုအပ်တယ်အဲ့ဒါတခုပေါ့နော်နောက်တစ်ခုကကြတော့application fees ပတ်သက်ပြီးတော့ကိုကကျောင်း10ကျောင်းလောက်ရှောက်မယ်ဆိုရင် application fees ကကျောင်းတစ်ကျောင်းကလည်းဒေါ်လာ80လောက်တော့ရှိတယ်10ကျောင်းရှောက်မယ်ဒေါ်လာ800လောက်ကုန်ပါဒါပေမဲ့တခုရှိတာကအဲ့ application fees တွေကိုတော့ waive လုပ်လို့ရတယ်ပေါ့နော်ကိုကမြန်မာနိုင်ငံကလည်းဖြစ်တဲ့အတွက်ကြောင့်မလို့နောက်တစ်ခုကကြတော့ okay ပြန်လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့အနေအထားတွေကြောင့်မလို့ကိုအင်အားနေပဲဖြစ်ပေးဖို့အဆင်မပြေဘူးဆိုရင်ကိုယ့်ရဲ့ကျောင်းမှာ academic advisor ရှိတယ်ဆို academic advisor ကိုကူညီတောင်းပြီးတော့ဒီကျောင်းကိုတော့ email ပို့ပေးပါ application fees ကို waive လုပ်ရမလားဆိုပြီးတော့အဲ့လိုမျိုး request လုပ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုး request လုပ်တာပို့ပြီးတော့အဆင်ပြေတယ်ဘာလို့လဲဆိုတော့ကိုက10ကျောင်း15ကျောင်းလောက်ရှောက်မယ်ဆိုရင်10ကျောင်း15ကျောင်းလောက်လုံးရဲ့ application fees ပေးရမယ်ဆိုတော့1000ခန်းလောက်ရှိပါမှာပေါ့နော်အဲ့ဒါဆိုရင်ပြီးသွားရင်လည်းဒါကကိုကရမှာလားမရမှာလားလည်းမသိကြဘူးပေါ့သိရမှာကျောင်းကဝင်ခွင့်ရမှာလားမရမှာလားမသိကြတဲ့ခါကျတော့ဖြစ်နိုင်တယ်ဆိုရင်ရှိသမျှ application fees တွေကို waive လုပ်ဖို့ဟောပေါ့နော် suggestion ပေးခြင်းတယ်ပေါ့နော်အားမျိုးလုပ်လို့ရမယ်ဒါကတော့တော်တော်များများတော့ application process အကုန်လုံးပါပဲအဲ့နဲ့ကျောင်းတွေလိုက်ရှောက်ရတယ်ပေါ့နော်ကျောင်းတွေလိုက်ရှောက်လိုက်တယ်ပြီးသွားရင်တချို့ကျောင်းတွေကကြတော့ဘာတွေတောင်းလဲဆို video portfolio တွေဘာတွေတောင်းတယ် brown ဆိုရင် video portfolio တောင်းတယ်ပေါ့နော်သူ video ရိုက်ခိုင်းတယ်သူကျောင်းသားရဲ့ authenticity ကိုသူကအရင်ကြည့်နေတာဒီကျောင်းသားဘယ်လိုကျောင်းသားလဲပေါ့နော်သူကျောင်းလက်ခံတဲ့မှာလဲတော်တဲ့လူတိုင်းလည်းလက်မခံဘူးဟာတော်တဲ့လူတွေလည်းလက်ခံတာလည်းရှိသလိုပြောရရင်တခြားဒီကျောင်းသားဘယ်နေရာမှာတော်နေတဲ့ဟာမျိုးတွေသူလိုက်ကြည့်နေတယ်ကွာအားပါတော့အားကစားမှာတော်တာလားဒါမှမဟုတ်ရင်ဒီကျောင်းပြင်မှာကိစ္စတွေမှာတော်တာလားကျောင်းသားရဲ့အယူချက်တွေကဘယ်လိုမျိုးရှိတယ်သူ holistic အဲ့လိုမျိုးကြည့်တဲ့ပုံစံဖြစ်တဲ့အတွက်ကြောင့်မလို့တချို့ကျောင်း application မှာဆိုရင် video ရိုက်ခိုင်းတာမျိုးရှိတယ် brown က video ရိုက်ခိုင်းတယ်ပြီးသွားရင် NMI ကလည်း video ရိုက်ခိုင်းတယ်ပေါ့နော်အဲ့ဒါအချိန်ထက်ကုန်တာရှိအောင်မှာအဲ့ဒါကြောင့်မလို့ကျောင်းရှောက်မယ်ဆိုအချိန်ကိုတေချာလုံးလောက်ပေးဖို့လိုတယ်နောက်တစ်ခုကအခက်ခဲကြုံရတယ်ဆိုဆွမ်းနာပြောသွားတဲ့အချိန်အခက်ခဲရှိတယ်ပြီးသွားရင် recommendation letter ရေးခိုင်းတဲ့အချိန်မှာ professor တွေမရေးပေးနိုင်တဲ့ case တွေကြုံလာနိုင်တယ်အဲ့ဆိုရင်ကို့မှာအဲ့လိုမျိုးဒီ recommendation လုပ်ပေးမဲ့လူအလုံးလောက်ရှိဖို့လိုတယ်ကြုံဘူးလားဆိုရင်ဒီ Columbia ရှောက်တဲ့အချိန်မှာ recommendation letter တစ်ဆောင်က application deadline ကနောက်နိုင်ဝက်နေဆိုရင် application deadline ကပြီးတော့အဲ့နိုင်ဝက်နေတဲ့ဒီ तू ကရေးလို့မပြီးသေးဘူးအဲ့လိုမျိုးကြုံရတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ကို recommendation letter လုပ်မဲ့သူအတိချာအလုံးလောက်ရှိတော့ဘူးလို့ပဲနောက်တစ်ခုကကြတော့scholarship နဲ့ပတ်သက်ပြီးတော့ကိုက community college ကနေဆိုရင်အဲ့မှာ
တဲ့နေဆိုတော့အကြောင်းရဲ့ website တွေသွားပြီးတော့ဘာ scholarship ရှိတယ်မရှိဘူးလို့တေချာလိုက်ပြီးတော့စာဆုံးရှာထားပြီးတော့တည်ထားရင်ပိုကောင်းတယ်ပြီးသွားရင်နောက်တစ်ခုကအကြောင်းရဲ့ scholarship တွေမကဘဲနဲ့အပြင် scholarship ဟာမျိုးတွေရှိတယ်ပေါ့ထားတော့ Jack and Cook scholarship ရှိတယ်အဲ့ကောင်ဆိုရင်ဒီ national scholarship တစ်နှစ်ကို$5600လောက်ပေးတယ်နည်းနည်းတော့ competitive ဖြစ်တယ်ဒါပေမဲ့ competitive ဖြစ်တယ်ဆိုပြီးတော့ scholarship တွေမရှောက်ခဲနဲ့တော့မနေနဲ့ပေါ့နော် scholarship ရဖို့ chance ကဘယ်မှာသွားဖို့မူတည်လဲဆိုတော့များများရှောက်ဖို့ပဲလို့လားတကယ်တော့ကိုကအရန်ခက်တဲ့ဆင်းပြီးတော့မရှောက်ဘဲထားပြီဆိုရင်အဲ့ scholarship ကမရဘူးပဲမရဖို့များတယ်ပေါ့နော်များများရှောက်တယ်ဆိုရင်အဲ့ scholarship ရဖို့ chance ကပိုများတယ်ကျွန်တော်ခု scholarship ရခဲ့တဲ့ဟာကကြတော့လေအဲ့ရှေ့မှာ3-4ခုလောက်ရှောက်ခဲ့ရရှိတယ်အဲ့ဒါကတော့ reject တွေကြီးပဲဒါပေမဲ့ဒီနောက်ကျတော့သူ့ကနေသူအဆင်ပြေသွားတယ်ပေါ့နော်နောက်တစ်ခုရှိတာ scholarship ကကျတော့နောက်ကန်တရားနဲ့လည်းဆိုင်တယ်ပေါ့နော်ချောက်တဲ့လူတွေကတော့တော်တဲ့လူတွေကြီးပဲဒါပေမဲ့သူတို့အဲ့ထက်နဲ့ဘယ်လိုမျိုးရွေးလဲဆိုတာကျတော့ကိုယ့်ရဲ့ control ထဲမှာမရှိဘူးပေါ့နော်အဲ့တော့ scholarship ကကိုကလိုချင်တယ်ဆိုရင်ကိုလုပ်လို့ရတာဒီကိုကအကောင်းဆုံးပြင်ဆင်ပြီးတော့အရေးအတွက်များများရှောက်ဖို့ပဲလို့တာကိုလိုတယ်ပေါ့နော်ဆိုတော့ Jack and Cook scholarship ဆိုရင် national scholarship ဖြစ်တယ်အရန် competitive ဖြစ်တယ်အဲ့ထဲကနေမှသူတို့ကအယောက်60လောက်မသိပဲယူရနိုင်ငံလုံးနဲ့အယောက်60ပဲယူရ community college ကနေဒီ transfer လုပ်တဲ့လူတွေယူရပေါ့အဲ့ကောင်ကကျောင်းစည်းက sorry tuition fee 5600တင်း5600ပေးရပေါ့အဲ့လိုမျိုးဟာ short တယ်ပြီးသွားရင်အဲ့ကောင်ဆိုရင်ဒီအခု application ဖွင့်နေပြီထင်တယ်ဒီ December လောက်မှာ application ပိတ်မယ်အဲ့ဒါ short အဲ့မျိုး try တယ်ပြီးသွားရင်ဒီအပြင်ရရှိတဲ့ဒီ private scholarship တွေပါလိုက်ပြီးတော့ short ထားတယ်အခုလက်ရှိကျွန်တော်ရထားတဲ့ scholarship ကကြတော့ BMCC ကျောင်းသားတည်တံ့ပေးရ scholarship ဖြစ်နေတာ BMCC ကနေပြီးတော့ကိုလံဘီယာကို transfer လုပ်တဲ့ကျောင်းသားအဲ့ဒီ scholarship စတာကကြတော့လေဒီနှစ် spring ကနေပြီးတော့စတာပေါ့နော်ဒီနှစ် spring ကမှသူတို့ရဲ့ first cohort ကျွန်တော်ကကျတော့ second cohort မှာရတာသူက1 cohort ကိုအနည်းဆုံး9ယောက်ပေးရပေါ့နော်ဒီကျောင်းသား9ယောက်ကိုလံဘီယာကိုကျောင်းဝင်ရတဲ့ BMC ကျောင်းသား9ယောက်ကိုသူတို့က BMCC ကိုလံဘီယာ NYC scholarship ဆိုတဲ့နာမည်နဲ့သူကပေးတယ်အဲ့ scholarship ရဲ့ကောင်းတဲ့အချက်ကသူက full ride scholarship အကုန်လုံးကာပါဖြစ်တယ်ပေါ့ကျောင်းစရိတ်အပြင်ဟိုမှာနေစရိတ်ကိုပြောရရင်စားစရိတ်ကို medical insurance ရှိမှအကုန်လုံးကာပါဖြစ်တယ်အဲ့ဒီခုကတော့ဒီ scholarship ကောင်းတဲ့အချက်ပေါ့ကျွန်တော်တို့ကကန်ကောင်းတာကကြတော့သူတို့ဒီ first cohort second cohort ကကြသူတို့ရဲ့ first year ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အတွက်ကဘာမှတခြားထပ်ပြီးရှောက်စရာမလိုဘူးပေါ့နော်တခြား separate application မရှိဘူးကိုလံဘီယာကိုရှောက်တယ်ကျောင်းဝင်ခွင့်ရတယ်ဆိုရင်အဲ့ဝင်ခွင့်ရတဲ့ BMCC ကျောင်းသားတွေထဲမှာတစ်ဆင့်သူတို့ပြန်ပြီးတော့ရွေးတာပေါ့နော်အဲ့လိုမျိုးဆိုတော့ပြောရရင်ဒီ scholarship ကတခြား scholarship နဲ့ဆိုင်ရင်အဲ့လောက် competitive မဖြစ်တော့ဘူးပေါ့နော် BMC ကျောင်းသားတွေကမှကျောင်းဝင်ရတဲ့ BMC ကျောင်းသားကိုထဲက9ယောက်ပြန်ရွေးရဆိုကိုယ့်ရဲ့ chance ကအရင်ပိုများတယ်ပေါ့အဲ့တော့နောက်တစ်ခုရှိရ scholarship ကဒီပထမဆုံး pilot year တစ်နှစ်နှစ်နှစ်အတွင်းမှာရှောက်ထားနိုင်တယ်ဆိုပိုကောင်းတယ်ဘာလို့အဲ့ချိန်ကကျတော့များသောအားဖြင့်ဒူရီတော်များများ scholarship ကိုမသိတဲ့အခါကျတော့ကိုယ့်ရဲ့ chance ကရဖို့ chance ကတော့ပိုများတယ်ပေါ့နော်အခုတို့ဒီတတိယကိုဟောကနေစပြီးတော့အကေ X scholarship လိုချင်တယ်ဆိုရင်သူဘယ်လိုဖြစ်သွားလဲဆိုတော့ BMC မှာ2နှစ်တက်ပြီးသွားရင်ကိုလံဘီယာမှာ2နှစ်တက် 2+2 ဖြစ်သွားတာ community နဲ့ဒီ Ivy League နဲ့ချိန်တဲ့ပုံနဲ့ဖြစ်သွားတာပေါ့နော်အဲ့တော့ BMC မှာ first year ရောက်ကနေကဒီ scholarship ကိုစပြီးရှောက်ဖြစ်သွားတာဥပမာနဲ့ကိုကနောက်နှစ်2026 fall ကို transfer လုပ်ချင်တယ်ဆိုရင်ဒီနှစ်2025 spring လောက်နေတော့အဲ့ scholarship ရှောက်မှာဖြစ်သွားတယ်သူ policy ပြောင်းသွားတနေ့ရှောက်မှာ policy ပြောင်းပါတယ်ပြောင်းသွားပြီးတဲ့အခါကျတော့ဒီ requirement တွေကတော့ဒီဟာတွေအတူတူပဲဒါပေမဲ့ကျောင်းလျှောက်တဲ့အဲ့ scholarship timeline ကတနေ့စောလျှောက်တာဖြစ်သွားတဲ့အခါကျတော့ချို့ကြတော့လည်းမတဲ့တဲ့ဟာမျိုးရှိတယ်ပေါ့နော်ဒီကအချိန်ရသေးတယ်မှီသေးတယ်ဆိုရင်တော့ဒီဟာကိုလျှောက်တင်တယ်ပေါ့နောက်တစ်ခုကကျတော့ဒီဟာနဲ့ပတ်သက်ပြီးတော့သိကျင်တယ်ဆိုရင်အသေးစိတ်သိကျင်တယ်ဆိုရင်ဒီ Columbia University School of General Studies ရဲ့ဒီ admission office ကိုမေးတာအကောင်းဆုံးပဲပေါ့နော် admission office မှာပတ်သက်ပြီးသူတို့ information အတိအကျ details အကုန်ရှိရယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတို့အသေးစိတ်ပို့ပြီးတော့ပြတ်နိုင်တယ်ပေါ့နော်ကျွန်တော်မပြောပြနိုင်တဲ့အကြောင်းရင်းကျွန်တော်တို့ကအဲ့လိုမျိုးကြုံခဲ့ရတာမဟုတ်ဘူးကျွန်တော်တို့ကျတော့ဒီအမေကျောင်းဝင်ရှောက်ဖို့ကျောင်းဝင်သွားရင်ရပြီကျန်တာ scholarship သူတို့စဉ်းစားမယ်ပိုင်းအဲ့လိုမျိုးဖြစ်သွားတာအဲ့ဒါကြောင့် scholarship ဖြစ်သွားပြီးတော့ဆိုတော့ scholarship နဲ့ပတ်သက်ပြီးတော့ပြောချင်တာကကျွန်တော်အဲ့ရှိတော့ scholarship 3-4ခုလောက်ရှောက်တယ်ဆိုတော့ Jack and Cook လည်းကျွန်တော်ရှောက်ခဲ့တယ်semi finalist ရောက်တယ်ပေါ့နော်ဒါပေမဲ့ finalist ဖြစ်မသွားဘူးပြီးတော့ဒါပေမဲ့ private scholarship တခုရှောက်တယ်အဲ့ကောင်လည်းမရဘူးဒီနောက်ဆုံးတစ်ခုမှရသွားတာပေါ့နော်ပြောချင်တာ scholarship ကများများရှောက်ထား
ရဖို့ chance ကပိုပြီးတော့များတယ် အဲ့ပြီးတော့ကိုလံဘီယာရောက်တယ်ပေါ့နော်ကိုလံဘီယာနဲ့ community college ဘာကြီးကွာလဲပေါ့ community college မှာရှိတဲ့ကျောင်းသားတော်တော်များများကသူတို့ဒီလုံးလုံးနေတဲ့လူတွေလည်းများတယ်ပေါ့နော်လုံးလုံးနေများတဲ့အတွက်ကြောင့်မလို့ရှိုးကြတော့လည်းဒီမှာကျောင်း part time တက်လူတွေရှိတယ် community college မှာရှိတဲ့ကျောင်းသားတော်များကျောင်းလာတယ်ပြီးအိမ်ပြန်သွားတဲ့လူတွေပိုများတယ်အဲ့တော့ student life ကအဲ့လောက်သိမရှိဘူး community college မှာကိုလံဘီယာမှာကကြအဲ့လိုမဟုတ်ဘူးကျောင်းသားတွေကကျောင်းကနေရတာကိုရမ်းကြိုက်နေတယ်သူတို့ကကျောင်းကနေမပြန်နိုင်ဘူးအဲ့လိုမျိုးဖြစ်နေတာ library 24 hour ဖွင့်တဲ့ library ရှိရပါအဲ့မှာဆို24နာရီပြည့်ကျောင်းသားရှိရပေါ့နော်အဲ့လိုမျိုး live ကကွာပြီးတော့ဒီမှာရှိတဲ့ကျောင်းသားတွေကဘယ်လိုပြောလဲအများတခုမဟုတ်တခုသူတို့မျိုးလုပ်နေတဲ့လူတွေရှိရပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ okay ကျောင်းသားတွေမကဘဲနဲ့တချို့ကျောင်းသားတွေဆိုရင် startup လုပ်နေတဲ့လူတွေအများကြီးရှိတယ်ပြီးွားရင်တချို့ internship ဆင်းနေတဲ့လူတွေရှိတယ်ပြီးွားရင်တချို့ကျတော့လည်းအပြင်မှာအလုပ်လုပ်နေအလုပ်စလုပ်နေတဲ့လူတွေလည်းရှိရပေါ့နော်ထားတော့ဆိုကျွန်တော်တက်နေတဲ့အကြောင်းကတက်တဲ့လူတော်များများဆိုရင်အလုပ် full time လုပ်ပြီးတော့ကျောင်း part time တက်တဲ့လူတွေလည်းရှိတယ်အဲ့လူတွေထဲမှာလည်းသူတို့ရဲ့အလုပ်လုပ်တဲ့ဟာတွေအရန်စုံနေပေါ့နော်ဒီတာမန်သိနေကြ okay engineering ဟွာတွေမဟုတ်ဘဲနဲ့ New York City ဖြစ်တဲ့အတွက်ကြောင့်မလို့တချို့ဆိုရင်အဲ့လိုမျိုးအချိန်ပြည့်ပြဇက်ကနေလူရှိတယ်ကျောင်းနဲ့တက်ပြဇက်ကားတယ်အဲ့လိုမျိုးလူလည်းရှိပြီးွားရင်ကျောင်းမှာလည်းမျိုး F1 Formula 1 မောင်းတဲ့လူလည်းရှိတယ်ပြီးွားရင်ရုပ်ရှင်ထဲမှာဆိုရင်ဒီ Avatar ရုပ်ရှင်ထဲရုပ်ရှင်မင်းသမီးအဲ့လိုမျိုး role ယူထားတဲ့လူတွေရှိရပေါ့နော်ပြောချင်တာကျောင်းရဲ့ live မှာကျောင်း background ကလာလူတွေအရင်ပြောင်းသွားတယ်ပေါ့နော်များသောအားဖြင့်တေချာကတော့အဲ့ကိုလံဘီယာမှာတချို့ကိုလံဘီယာ college ကိုလံဘီယာ engineering တက်တဲ့လူတွေ scholarship မရဘဲနဲ့တက်တဲ့လူတွေဆိုများသောအားဖြင့်တခြား international student မှာကျွန်တော်ချမ်းသာတဲ့လူတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့တော့ပတ်ဝန်းကျင်ရာစားအများကြီးပြောင်းသွားအရင်တော်တဲ့လူတွေလည်းရှိတယ်ပြီးတော့ financially strong ဖြစ်တဲ့လူတွေလည်းအများကြီးရှိတယ်နောက်တစ်ခုကကြတော့ကိုလံဘီယာမှာလည်းကျောင်းသား club တွေရှိတယ်အရင် competitive ဖြစ်တဲ့အတွက်ကြောင့်ဒီကျောင်းသား club ရဲ့ club member ဖြစ်ဖို့အလုပ်လျှောက်လို့မျိုးရှောက်နေရ club member ဖြစ်ဖို့အလုပ်လျှောက်လို့မျိုးရှောက်ရတယ်အဲ့လိုမျိုးရှောက်ရတဲ့အတွက်ကြောင့်မလို့တချို့ဆိုရင်ဘယ်လိုဖြစ်လဲဆိုရင်ဥမာအနေနဲ့ကိုလံဘီယာကဘယ် major မှာလည်းပို့ပြီးနာမည်ကြီးတယ်ဆိုရင် financial investment ပေါ့နော်အဲ့ကောင် investment banking တွေဘာမှနာမည်ကြီးရပေါ့နော်အဲ့ကောင်အဲ့လိုမျိုး investment banking နဲ့ဆိုင်တဲ့ကျောင်းသား club တွေဆိုရင်10ခုလောက်ရှိတယ်ဒါပေမဲ့အဲ့ club ကိုဝင်ဖို့အရင်ခက်တယ်ပြီးသွားရင်လည်းအဲ့ club ကိုသူတို့ကလက်ခံတာနဲ့10ယောက်15ယောက်လောက်ပဲလက်ခံတာဝင်သွားပြီဆိုရင်သူ့ရဲ့ကျောင်းရင်ကောင်းတဲ့ချက်ကကျကိုလံဘီယာက Ivy League လည်းဖြစ်တယ်ပြီးသွားရင် New York City မှာလည်းဒီလိုမျိုးအကောင်းဆုံးကျောင်းဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့နဲ့ချိတ်ထားတဲ့ network တွေအများကြီးရှိတယ်ကုမ္ပဏီကောင်းနေမှာတော့မြန်မာကိုလံဘီယာ alumni ရှိတယ်ဘာထက်กว่าလဲဆိုရင် community college မှာတော့ကလာတဲ့ကုမ္ပဏီနဲ့ဒီကိုလံဘီယာကျောင်းကိုလာတဲ့ကုမ္ပဏီကရမ်းกว่าတယ်ပေါ့နော်ကိုလံဘီယာကိုကျတော့ကုမ္ပဏီအကြီးတွေကိုယ်တိုင်ကသူတို့ recruiter တွေကိုယ်တိုင်ကနေကျောင်းကိုသူတို့ကိုယ်တိုင်ရမ်းလာခြင်းလို့လာပြီးတော့ကျောင်းကို recruit လာလုပ်တဲ့ပုံစံဖြစ်သွားတာဟိုကသွားစရာကိုစီလာတယ်အဲ့လိုกว่าတယ်ပေါ့နော်ဒီကအလုပ်ရှောက်မယ်ဆိုတော့တခါတည်း on the spot မှာရှောက်လို့ရတယ်သူ recruiter နဲ့စကားပြောပြီး on the spot မှာရှောက်လို့ရတယ်ပြီးသွားရင်လည်း networking ကောင်းကောင်းလုပ်လို့ရတယ်နောက်တစ်ခုရှိတာက game ကျောင်းလာတဲ့ဒီလိုမျိုး job fair မျိုးမဟုတ်ဘဲနဲ့ကိုကထားပါတော့ link ကနေတစ်ဆင့် okay ကျွန်တော်ကတော့ကိုလံဘီယာကျောင်းသားပါကျွန်တော်ဒီကုမ္ပဏီမှာစိတ်ဝင်စားလို့ကျွန်တော်နဲ့အဲ့လိုမျိုး networking လုပ်ဖို့အဆင်ပြေလားသွားမိမယ်ဆိုရင်လည်းသူတို့ကလိုက်ရောလုပ်ပေးရကွာပြောချင်တာကိုလံဘီယာကောင်းတဲ့ချက်ကသူ့ရဲ့ network ကအရင် strong ဖြစ်တယ်ပြီးသွားရင်လည်း network strong ဖြစ်တဲ့ခါကျတော့ဒီမှာအလုပ်လျှောက်တဲ့အခါမှာဘယ်ဟာပို့ပြီးတော့ရေးပါလာလဲဆိုတော့မျိုး referral ကပို့ပြီးရေးပါလာတယ်ပေါ့နော်တော်တဲ့လူတွေအကုန်လုံးကဒီအလုပ်တစ်ခုဝိုင်းလျှောက်တဲ့အချိန်မှာသူတို့နဲ့ stand up ဖြစ်ဖို့ဆိုရင်ဘယ်သူမှတော့ဒီဘယ်လိုပြောမလဲ recruiter တွေအကုန်လုံးကရှိသမျှ resume တွေကိုမကြည့်နိုင်ဘူးသူတို့မှချိန်ရအောင်မရှိတဲ့ခါကျသူတို့နဲ့တည်တဲ့လူတွေခေါ်တာများတယ်အဲ့ဒီအချိန်မှာဆိုရင်ကိုလံဘီယာကျောင်းသားဆိုရင် first priority ပေးခံရတာရှိတယ်ပြီးသွားရင်လည်းအဲ့ထဲမှာမှကိုကကုမ္ပဏီရဲ့တယောက်နဲ့တည်ထားတယ်ဆိုရင်သူတို့ဆီ referral တောင်းလို့ရတယ်ပေါ့နော် referral နဲ့တစ်ဆင့်လှုပ်ရှားပို့ပြီးတော့လွယ်တယ်အဲ့လိုမျိုးအနေထားမျိုးရှိရပေါ့နော်ဒီဘက်မှာကျတော့ပြီးသွားရင်ကျောင်းမှာကျောင်းသား club တွေရမ်းများတယ်ကျောင်းသား club တွေကလည်းအဲ့လိုမျိုးအချိန်တရက်နဲ့တရက်မတူဘူးပေါ့နော်အဆင်ပြေတဲ့အချိန်လည်းသူတို့ run နေရမျိုးရှိတယ်ပြီးသွားရင်အခါညဘက်8နာရီ9နာရီ10နာရီ run တဲ့ club တွေလည်းရှိတယ်ပေါ့အဲ့ဒါတွေကျတော့ community college နဲ့ရမ်းကွာသွားပြီဟုတ်မတိုင်း job experience ကကြတော့များသောအားဖြင့်တော့ကျောင်းမှာလုပ်ခဲ့တာများတယ်ပေါ့နော်ကျွန်တော်လုပ်ခဲ့ part time job တွေကျောင်းမှာလုပ်ခဲ့တာများတယ်တခုရှိရကြကျောင်းမှာလုပ်တဲ့ part time job တော်တော်များများကကျတော့ flexible ရမ်းဖြစ်တယ်နိုင်20မှလုပ်ရတယ် flexible ဖြစ်တယ်အလုပ်နဲ့ပတ်သက်ပြီးတော့ကကြတော့
ထားပါတော့ဒီ front desk မှာလုပ်လို့လည်းရတယ်ဒါမှမဟုတ်ရင်လည်း Columbia မှာက research ကနာမည်ကြီးရတဲ့ကြောင့်ဒီ research lab တွေမှာ research assistant လုပ်ရှင်တယ်ဆိုတော့လုပ်လို့ရတယ်ပြီးသွားရင်ကိုယ့်ရဲ့ career နဲ့ major နဲ့သက်ဆိုင်တဲ့ department တွေမှာသွားပြီးတော့ okay internship လုပ်ချင်ပါတယ်တော့မဟုတ်လည်း part time job လုပ်ချင်ပါတယ်ဆိုလည်းလုပ်လို့ရတယ်ပြီးသွားရင်လည်း teaching assistant လုပ်နိုင်တယ်ဆိုလည်းပို့ပြီးတော့ကောင်းတယ်ပေါ့နော်နောက်တစ်ခုကကြတော့ career opportunities ကကျောင်းပြီးသွားတဲ့အချိန်မှာဒီလောက်ကြတာမရတာကြတော့လေမှန်တယ်ပြောရင် 100% ပြောရဖို့ခက်တယ်လက်ရှိ market အခြေအနေရကြတော့ဒါပေမဲ့ကောင်းတာတစ်ခုက Columbia ကဖြစ်တဲ့အတွက်ကြောင့်မလို့သူ့မှာကျောင်းရဲ့ weight ကရှိပြီးသားကွာကိုယ့်ဘက်ကဘာ site ပေါ်ရမှာလဲဆိုတော့ကိုက networking ကောင်းလုပ်ဖို့ရယ်ကို့မှာ project တွေထားပြီးတော့ကိုက software engineering ဆိုတော့မှ designer ဆိုလဲ project ကောင်းကောင်းရှိဖို့ရယ် portfolio ကောင်းကောင်းရှိဖို့ရယ်အဲ့မှာပဲစကားပြောသွားမှရှင်တယ်အဲ့တော့ဒီ IB လေးကထွက်တိုင်း 100% တေးကြလားလို့ပြောမယ်ဆိုရင်အဲ့လိုမျိုး 100% ပြောလို့မရဘူးကိုယ့်ရဲ့ကိုဘယ်လောက်စူးစမ်းအားထုတ်ပြီးတော့ internship ရှောက်လဲမရှောက်လဲပေါ်လဲမူတည်ရပေါ့နော်အလုပ်ရှောက်ရတဲ့ပတ်သက်ပြီးဆိုရင်လည်းထားပါတော့ကိုက internship တွေကဘယ်လိုဖြစ်နေလဲဆိုရင်နောက်နှစ် summer 2026 summer ကို internship ဆင်းဖို့ဆိုရင်အခုဒီ2025 August September October November December အဲ့လတွေကစပြီးခေါ်ရကွာသူကဖြစ်နေတာပြောချင်တာ6လကြိုပြီး internship ခေါ်လို့ဖြစ်နေတာအဲ့ပို့ဆိုးလဲဆိုရင် investment banking တော့ပါလို့ဆိုရင်တစ်နှစ်ကြိုပြီးတော့ကြိုခေါ်တာဒီနှစ်2025မှာရှောက်တဲ့ဟာဆိုရင်2026မှာ2026မှာမရသေးဘူးပေါ့နော်2029မှာစလောက်အောင်အဲ့လိုမျိုးဖြစ်နေတာပေါ့နော်ပြောချင်တာအရင် competitive ဖြစ်တယ်ဟုတ်ဒီအလုပ်လက်ရှိအလုပ်အဲ့ကွန်လိုက်ရကြတော့အဲ့တော့ကိုယ့်ဘက်ကနေလည်းဒီ effort site ပို့လဲလုပ်ပဲပေါ့ဒီចောင်းပြီးအလုပ်ရတာမရဘူးကကောင်းတာ internship မြန်မာစဉ်းစားရဆိုရင်အဲ့ internship ကနေတစ်ဆင့် full time ကို conversion ပြောင်းဖို့ rate ကပိုများတယ် internship ဘာမှမစဉ်းထားဘဲနဲ့ final year ရောက်တော့မှ internship စဆင်းမယ်အလုပ်စရှာမယ်ဆိုရင်တော်တော်လေးခက်မယ်ပေါ့နော်အဲ့လိုမျိုးဟုတ်အခု Google မှာဟိုintern ရခဲ့တဲ့အကြောင်းလေးပြောပြပါရခဲ့တဲ့ဟာကကြတော့အဲ့အကောင်လည်းတကယ်တော့ networking နဲ့ပဲလုပ်ခဲ့တာသူကအဲ့တော့ BMC မှာရှိသေးတယ်ပေါ့နော် BMC မှာရှိရဲအကြောင်းသူတို့ Google ကနေလာပြီးတော့သူတို့ဒီအလုပ်ဝင်ခွင့်နဲ့ပတ်သက်ပြီးသူတို့လာပြီးတော့ပြောတဲ့အချိန်မှာအဲ့မှာလည်းဘာထက်กว่าလဲဆို community college ကိုလာတဲ့ okay အဲ့တော့သွားလိုက်တာ okay Google ကလာတဲ့အတွက်ကြောင့် okay recruiter နဲ့တွေ့လောက်မယ်ဆိုပြီးတော့စိတ်နဲ့သွားခဲ့တာကွာဒါပေမဲ့တကယ်တမ်း community college ကိုလာတဲ့ဟာကျ recruiter တွေမဟုတ်ဘူးကွာတခြား program ဖြစ်နေတာ Google Code Next ဆိုတဲ့ program ဖြစ်နေတာအဲ့ကောင်ကကြတော့ဒီ US မှာရှိတဲ့ high school student တွေကိုသူတို့ university transfer မလုပ်ခင်မှာသူတို့ဒီ STEM project ပေါ့နော် STEM နဲ့ပတ်သက်တဲ့ project တွေကိုသူတို့ create လုပ်ချင်တယ်ဆိုရင် Google ကနေပြီးသူတို့ space ပေးတယ်ပြီးတော့သူတို့ free တင်ပေးတယ် project တွေ develop လုပ်ပေးတယ်ပေါ့နော်အဲ့ program အဲ့ကောင်အဲ့မှာရှိနေတာအခုကကြတော့အဲ့မှာခဲ့ရကြတော့သူတို့ရဲ့ mentor အနေနဲ့တော့ဒီ design နဲ့ဆိုင်တဲ့ mentor အနေနဲ့ပေါ့နော်ပြီးတော့ဒီ branding ပြီးတော့တော့သူတို့က STEM project ဆိုတော့ coding project တွေရှိတယ်အဲ့ကောင်တွေအကုန်လုံးအတွက် UI UX နဲ့ဆိုင်တဲ့ဟာကိုအဓိကထားပြီးတော့ internship ဆင်ခဲ့တာပေါ့နော်ဒီ design mentor အနေနဲ့ design internship ဆင်ခဲ့တာအဲ့ကောင်ရဲ့ process ကကြတော့ဘယ်လိုမျိုးလဲဆိုတော့အဲ့တော့ကျောင်းအောင်လာတော့သူ့ကိုသွားအဲ့မှာ program ရဲ့ supervisor ရှိပေါ့နော် supervisor သွားပြီးတော့နှုတ်ဆက်တယ်ကျွန်တော်ဘယ်သူပါကျွန်တော် BMC မှာ major တက်နေပါတယ်ကျွန်တော်ဘယ်ကျွန်တော်ရဲ့ career တော့ကျွန်တော်ဘာကိုစိတ်ဝင်စားပဲသူ့ကိုသွားပြီးမိတ်ဆက်တယ်ပေါ့နော်အဲ့ဒါစကားစပြောပြရင်လည်း okay ငါတို့ဒီမှာဒီ program ရှိတယ်မင်းလုပ်ချင်လားပေါ့တော့လည်းမေးရခါကျတော့ကျွန်တော်စိတ်ဝင်စားပါတယ်ဆိုပြီးတော့ပြောထားအဲ့မှာတစ်ခါသူနဲ့တစ်ခါတွေ့တယ်ဒုတိယတစ်ချိန်ကျတော့ကျွန်တော်ရဲ့ department ကနေပြီးတော့ okay Google မှာ office store လုပ်ဖို့ရှိရပေါ့နော် New York office မှာသူတို့ store လုပ်ဖို့ရှိတယ်လိုက်ချင်လားလို့မေးရတယ် okay လိုက်မယ်ဆိုပြီးအဲ့မှာတစ်ခါဒုတိယတစ်ခါထပ်လိုက်သွားတယ်လိုက်သွားတဲ့အချိန်ကျတော့လည်းအဲ့မှာသူနဲ့ထပ်တွေ့တယ်ထပ်တွေ့တဲ့အချိန်နောက်တစ်ချိန်ထပ်ပြီးတော့နှုတ်ဆက်တယ်အဓိကသူတို့ကတစ်ခေါက်တွေ့တယ်သူကမမှတ်မိဘူးကွာကိုအဲ့တော့ဒုတိယအချိန်ထပ်ပြီးတော့နှုတ်ဆက်တယ်ကျွန်တော်လည်းဘယ်သူပါကျွန်တော်တို့ဘယ်ချိန်မှာတုန်းကဆုံးခဲ့ဘူးရဲ့နော်အဲ့ကျွန်တော်ဒီလိုလုပ်ပါဆိုပြီးအဲ့မှာထပ်ပြောတယ်အဲ့သူနှစ်ချိန်လောက်ဆိုသူနည်းနည်းတော့စပြီးမှတ်မိနေပေါ့နော်တတိယတစ်ချိန်ကျတော့ဒီသူတို့ပြောတဲ့ Google Coding program နဲ့ပတ်သက်ပြီးသူတို့ information session လုပ်တယ်ပေါ့နော်နောက်တစ်ချိန်ဟိုသူတို့ဟိုမှာလုပ်တာ Google Office မှာလုပ်တဲ့ခါကျတော့အဲ့မှာနောက်တစ်ခေါက်ထပ်သွားတယ်ထပ်သွားတဲ့အချိန်မှာလည်းနောက်တစ်ခေါက်ထပ်ပြီးသူ့ကိုထပ်ပြီးမိတ်ဆက်တယ်မိတ်ဆက်ပြီးကျွန်တော်ဘယ်သူပါကျွန်တော်ဘယ်မြေမှာထပ်ပြီးတွေ့ခဲ့တယ်ဆိုပြီးအဲ့၃ချိန်လောက်မြန်ကသူကကိုလည်းပို့ပြီးတော့မြန်မာတမ်းမိနေပြီပေါ့နော်အဲ့မှာ information session လုပ်တယ်ပြီးတော့တဲ့ခါကျတော့သူတို့စပြီး application စဖွင့်တဲ့ခါကျတော့ကျောင်းကနေတစ်ဆင့်လျှောက်တယ်ကျောင်းကနေတစ်ဆင့် application တွေတင်လိုက်တဲ့ခါကျတော့သူကနေ10နှစ်မှာယူရဲပေါ့နော်ယူရဲတဲ့အချိန်မှာ interview ရောက်သွားတယ်ပေါ့နော် interview ဆင့်ရောက်သွား interview ဆင့်ရောက်သွားတဲ့ခါကျတော့သူတို့ကမေးတယ်အဲ့မင်းကိုမှတ်မိတယ်တဲ့ဘာလို့ဆိုတော့မြင်ဘူးရဲ့တော့ကြောင့်ဘူးတဲ့အဲ့ကနေစပြီးတော့မှ
သူတို့မေးရမေးခွန်းနဲ့အရင်ခက်ဆဲလို့မပါဘူးပေါ့နော်ခုလိုမျိုး UI UX initial heavy မဟုတ်တဲ့ခါကြတော့လေအဲ့မပါတဲ့ခါကျတော့သူကဒီမှာအလားပါတလားပါစကားပြောရတဲ့ပုံစံမျိုးဖြစ်သွားပါ interview တော့ interview ပဲဒါပေမဲ့ networking လုပ်ခဲ့တဲ့ခါကျတော့အရင်မခတ်တော့ဘူးပေါ့မခတ်တော့ပဲနဲ့အဲ့လိုမျိုးအဆင်ပြေတာပါလေအဲ့လိုပြောရင်လည်းအနည်းဆုံး45မိနစ်လောက်ကြာပြီပေါ့နော် interview ကအားပြီးသွားတဲ့ခါကျတော့ပတ်လောက်နေတဲ့ခါကျတော့သူ okay result ဖတ်ပြီးဆိုတာနဲ့အဲ့မှာလို့ဖြစ်သွားတာဒီကတော့အဲ့မှာစပြီးလုပ်ဖို့စဉ်းစားလိုက်တဲ့ခါကျတော့လေဘယ်လိုမျိုး UI UX initial ဒါမှမဟုတ် product design initial တော့မဟုတ်ဘူးဒါပေမဲ့ဒါလုံးဝကိုယ့်အနေနဲ့ဒီ Google ကို first adapt အနေနဲ့ဝင်တဲ့ပုံစံမျိုးပေါ့နော်ဒီမှာဆိုရင်ကောင်းတဲ့ချက်ကကျတော့အဲ့မှာဝင်လုပ်လိုက်တဲ့အချိန်အပြင်ဒီ Google ရဲ့ employee ကလည်းသူတို့ကအဲ့မှာ live volunteer လာလုပ်ပေးရမှာရှိတယ်သူတို့ကဒါ coach အနေနဲ့လာဆိုတော့အဲ့မှာ networking တော်တော်လေးလုပ်လိုက်ရတယ်ပေါ့နော်ကိုယ့်တော့ပိုကောင်းသွားတာကောင်းသွားတဲ့ခါကျကိုက Google မှာ initial ရှောက်နေဆိုရင်ဟို referral လုပ်ပေးမဲ့လူရသွားပါအဲ့ဒါနေစားပြီးတော့အဲ့ဒါတို့တော့ပို့ပြီးကောင်းပြီးသွားရင်လည်းနောက်တစ်ကောင်းတဲ့အချက်ကကျတော့ Google ကအဲ့မှာ initial ဆင်းတဲ့အတွက်ကြောင့်မလို့သူတို့ကလိုမျိုးမုံနေတွေ့ရတော့အများကြီးကိုလိုမျိုးမှားပြီးတော့ကြွေရတော့အဲ့တော့ကောင်းတဲ့အချက်တွေကတခုတို့ဒီမှာလုံးလုံးရတယ်တက်လဲရတယ်စားရတယ် buffet စားလို့ရတယ်အဲ့တော့မှ okay ကွာမကုန်ဘူးဆိုရင်ရအိမ်ွားလို့ရတယ်ပေါ့အဲ့ပြီးသွားတယ်ကွာကျတော့နောက်တစ်ခုကတော့အဓိကအဲ့မှာတွဲလောက်ရတဲ့ကျောင်းသားတွေကိုယ်တိုင်က high school student ဆိုရင်သူတို့ကတော်တော်လေး smart ဖြစ်တယ်ပေါ့နော်သူတို့ရဲ့အစဉ်ပြန်ပြီးတော့လမ်းရှိတယ်သူတို့ project တွေပါကြည့်လို့ရတယ်မရှိတယ်ပြီးသွားရင်လုပ်ခဲ့ရတဲ့ခုကကျတော့သူတို့ဒီ project show ပြရတယ်ပေါ့နော် project show ပြတဲ့အချိန်မှာလည်းဒီ branding နဲ့ပတ်သက်ပြီးတော့သူတို့ logo တွေပါဆွဲပေးတဲ့ဟာမျိုးတွေလုပ်ပေးခဲ့တယ်ဒီမှာ၄လလောက် internship ဆင်းခဲ့တယ်ကိုကတော့အဲ့ဒီဘက်ကိုပြန်ပြီးတော့ဒီ full time sorry internship ပြန် try နေရော Google ဘက်ကိုဟုတ်အခုအမှန်က internship လုပ်တော့ခါကြတော့အဲ့လိုမျိုးပါအဓိကလုပ်ရတယ်အဓိကအဲ့ကောင်ကကြတော့လေဟိုလိုမျိုး product design initial ပုံစံမျိုးမဟုတ်တဲ့ခါကျအဲ့အရာနဲ့ပတ်သက်ပြီးအများကြီးလုပ်စရာမရှိဘူးအမှန်ပဲအဲ့ကအရင် live ဖြစ်တယ်ပေါ့တော်တော်လေးပေါ့ပါပဲအဓိကကျောင်းသားတွေအတွက်ကိုပဲကူပေးရတာမျိုးရှိတာပါကျောင်းသားတွေသူတို့ project တွေအတွက်သူတို့လုပ်တဲ့ student project တွေအတွက်သူတို့ဒီ design နဲ့ပတ်သက်ပြီးတော့မသိတဲ့ဟာတွေကိုလိုက်ပြီးတော့ရှင်းပြတဲ့ဟာကပို့ပြီးတော့များတာကိုယ့်အတွက်ဒီလိုမျိုး land ဖြစ်တဲ့ဟာဆိုတာထက်အဲ့ program တစ်ခုလုံးကဘယ်လိုမျိုးဖြစ်လဲဆိုကိုကသူတို့ပြန်ပြီးတော့ mentorship လုပ်ပေးတာပိုများတယ်နောက်တစ်ခုကကျတော့ကိုက project လုပ်ချင်တယ်ဆိုရင်လည်းဂျားထဲမှာတော့အဲ့လိုမျိုးဒီ main coach ပေါ့နော် main coach နဲ့တွဲပြီးတော့အဲ့လိုမျိုးလုပ်လိုက်တဲ့ project တစ်ခုနှစ်ခုအဲ့လိုမျိုးတော့ရှိတယ်ဒါပေမဲ့အရင် fully flash ပုံစံမျိုးတော့မဟုတ်ဘူး product design initial ပုံစံမျိုးတော့မဟုတ်တော့ဘူးကောင်းတာတစ်ခုကတော့ networking အတွက်တော်တော်လေးအဆင်ပြေတယ်ပေါ့နော်ဒီကကိုတခြားဒီ UX designer တွေနဲ့စကားပြောချင်တယ်ဆိုရင်ကိုကokay ကိုက Google မှာလုပ်ထားဘူးအတွက်ကြောင့်မလို့ဒီကနေတစ်ဆင့်ထပ်ပြီးတော့အပေါ်တက်ရတာပို့ပြီးတော့လိုအပ်သွားတယ်ပေါ့။ အဲ့လိုချက်တွေရှိပါတယ်